Okay ဆိုတော့ဒီရဲ့ဗီဒီယိုမှာဆိုတော့ဒီနေ့ဗီဒီယိုကကျတော့ဘာကိုပြောရမလဲဆိုရင်ကျွန်တော်ဟိုမှာ browser တယောက်လည်းမေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီရဲ့ open cloud ကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ဒီမှာအသေးစိတ်အစထူပေါ့နော်0 to 10ပေါ့0 to 100စနေအဆုံးထိကိုကျွန်တော်ပြောတော့မှာပေါ့နော်ဆိုတော့လွယ်လွယ်လေးပါပဲကျွန်တော် browser ထဲမှာဝင်လိုက်ပေါ့နော်ကိုကြိုက်တဲ့ browser ကျွန်တော်တော့ဒါလောလောဆယ်ဟိုဟာ Brave browser ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ကျွန်တော်ဒီရဲ့ Brave browser ဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကလောလောဆယ်ဒီ open cloud ပေါ့နော် cloudbook တို့ mobook တို့ဘာတို့ကကျတော့အခုကနာမည်ပြောင်းသွားတယ်။ဘာပြောင်းသွားလဲဆိုရင်ကျွန်တော်တို့ဒီမှာ open cloud ဆိုတဲ့ဟာကိုကျွန်တော်တို့နာမည်ပြောင်းသွားတယ်ပေါ့နော်ဆိုတော့အဲ့မှာ open cloud ဆိုပြီးတော့ရှာလိုက်ထိတ်ဆုံးမှာ opencloud.ai ဆိုတဲ့ဟာသူ့ရဲ့ website ပေါ့နော် website မားမယ်ကဲလို့ကိုက website မားမယ်မားမှာစိုးရိမ်နေဆိုရင်ကျွန်တော် GitHub ကနေတစ်ခါလေးတွားလိုက်ရတယ်ဒါပေမဲ့ကျွန်တော်ဒီရဲ့ website က man တဲ့ကြောင့်မို့ကျွန်တော်ဒီရဲ့ website ကိုပဲဝင်လိုက်မယ် Okay ဆိုတော့ဒီရဲ့ဟာတွေ့ပြီဆိုရင်ကျွန်တော်တို့ဘာအရင်ဆုံး set လုပ်ရမလဲဆိုရင်ကျွန်တော်တို့ကဒီမှာ installer တွေရှိတယ်ဟုတ်ပြီနော်ဆိုတော့ဒီရဲ့ installer ကဘာလဲဆိုရင်ဒီမှာ IWR ဒီရဲ့ installer ရှိရယ် one line installer ရှိရယ် npm installer ရှိရယ် hackable installer ရှိရယ် mac os ရှိရယ်ကဲတော့ကိုယ့်ရဲ့ desktop ကိုယ့်ရဲ့ laptop က mac os ဆိုရင် mac os မှာဒီမှာ download ဆိုပြီးတော့တွားလိုက်အောင်ပဲဒါပေမဲ့ကိုယ့်ရဲ့ဟာဘာပဲနေနေကိုကဒီတယ်လီမျိုးဒီရဲ့ npm နဲ့တုံးချင်တယ်ဆိုရင်အရင်ဆုံးကိုယ့်ရှိမှာရှိရမှာဒီဘာလဲဆိုရင်ဒီရဲ့ node ပေါ့နော် node install ထားမှာဖြစ်တယ်ဆိုတော့အရင်ဆုံးအဲ့တော့မတွားခင်ကျွန်တော်ကဘာလုပ်မလဲဆိုရင်ကိုယ့်ရဲ့ laptop ထဲမှာအရင်ဆုံးတွားကြည့်ပေါ့နော်ကျွန်တော်ကလောလောဆယ်ဒီရဲ့ npm နဲ့ကိုသုံး npm ကိုသုံးပြီးတော့ကျွန်တော်က install လုပ်တာကိုပြတော့မှာဖြစ်တယ်ပေါ့နော် sorry ဆိုတော့ကိုယ့်ရဲ့ terminal ထဲကိုအရင်ဝင်လိုက်ပါနော်ပြီးရင်ကျွန်တော်တို့ဒီမှာ cd ကိုယ့်ရဲ့ root directory ထဲကိုတွားလို့ရတယ်ဟုတ်ပြီနော်ပြီးပြီဆိုရင်ကျွန်တော်တို့ကဘာကိုအရင်ဆုံးကြည့်မလဲဆိုရင်ကျွန်တော်အရင်ဆုံးဒီမှာ node-v ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီနော်ဒါကကျွန်တော်တို့ node install ထားလားမ install ထားလားဆိုတာတွားကြည့်လို့ရတယ်ပြီးရင်ဒီမှာ npm version ကိုလည်းတွားပြီးတော့ကြည့်လို့ရတယ်ဟုတ်ပြီနော် npm version နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ 11.6 ပေါ့နော် node ကကျတော့လောလောဆယ် latest version က24ပေါ့24ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီက latest နဲ့ကျွန်တော် install လုပ်ရတယ်ဆိုတော့ npm node ပေါ့နော်အကယ်လို့အဲ့ဒါမရှိဘူးဆိုရင်ကျွန်တော်တို့ဘယ်ကနေတွားပြီးတော့ install ထားရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ node ဆိုပြီးတော့မှာပဲဒီတိုင်းရေးလိုက် node ဆိုပြီးတော့မှာရေးလိုက်ဟုတ်ပြီနော်ဟိုထိတ်ဆုံးလာပေါ်တယ် node.js ဆိုပြီးတော့လာပေါ်တယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့က node.js.org အဲ့ထဲမှာဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင် get node.js ဆိုပြီးတော့ရှိတယ်ဟုတ်ပြီနော်အဲ့ဒါကိုတွားနှိပ်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့လာပြီကိုယ့်ရဲ့ desktop ကိုယ့်ရဲ့device ကဘာလဲပေါ့နော်ကိုက Windows ကိုသုံးတာလား iOS ကိုသုံးတာလားကဲလို့ iOS သုံးတယ်ဆိုရင်ကျွန်တော်ဒီမှာ Mac OS ကိုရွေးလိုက်ပါကဲလို့ကိုက Windows ပဲသုံးတယ်ဆိုရင် Windows ပဲပေါ့နော်ကိုက Linux သုံးတယ်ဆိုရင် Linux ကိုရွေးလိုက်အောင်ပဲဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဒီမှာလောလောဆယ်ဒီမှာ Windows ဒီမှာဒီ Docker နဲ့တွားပြီးတော့လုပ်လိုက်ဟုတ်ပြီနော်ဆိုတော့ဘာပဲနေနေကိုကအဲ့လိုမျိုးတယ်လီမျိုးအဆင့်နေနဲ့မတွားချင်ဘူးပေါ့နော်ကိုကကျွန်တော်တို့ installer နဲ့ပဲတွားချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ installer တွားရွေးလို့ရတယ်ဒီမှာဆိုရင်ဒါဆိုရင် Windows ဟုတ်ပြီနော်ကိုက Mac OS ဆိုရင် Mac OS ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ window အဲ့ဒါအပြင်ပေါ့နော်ကိုကဒီရဲ့64လား84လား ARM 64လားပေါ့နော်ဆိုတော့ဘာမှပြဿနာမရှိတန်းယူဟာပဲဆိုတော့64 window နဲ့ပဲတွားပြီးတော့ကျွန်တော်တို့ဒီမှာ installer ကို download ဆွဲလိုက်လို့ရတယ်ဟုတ်ပြီနော်ဆိုတော့ဒါကို download ဆွဲပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ file manager ထဲမှာ download ဆွဲထားတဲ့အောင်တက်ကြည့်ပေါ့နော်ဆိုတော့ဒီမှာ download ထဲကိုတွားလိုက်မယ်ဆိုတော့ဒီထဲမှာကျွန်တော် note ကရှိထားပြီးသားဖြစ်တဲ့ကြောင့်ပေါ့နော်ဒါပြီးခဲ့တဲ့တုန်းကကျွန်တော်ဒီမှာဒီရဲ့ဟာကို download ဆွဲထားတဲ့ဟာဒီကောင်ကိုနှိပ်လိုက်အောင်မယ်ဟုတ်ပြီနော်ဆိုတော့ဒီကောင်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ next ဆိုပြီးတော့လာပေါ်လိုက်မယ်ဒါပေမဲ့ကျွန်တော်ကလောလောဆယ်အကောလုံး install ထားတဲ့ကြောင့်မို့ကျွန်တော်ကဘာမှနှိပ်စရာမလိုဘူးနော်အဲ့ဒါမဲ့ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အကယ်လို့ဟိုတလို့ install လုပ်မယ်ဆိုရင်ကျွန်တော်တို့က next ရှိမယ်ဟုတ်ပြီနော်ဒီမှာကျွန်တော်တို့ဒီမှာ next ဆိုပြီးတော့နှိပ်သွားရုံပဲမှာတိတ်ပြီးတော့မထွေထွေပြောင်းစရာမရှိဘူးပေါ့နော်ဆိုတော့ဒါမဲ့ကျွန်တော်ကအကောလုံး install ပြီးတဲ့ကြောင့်မို့ကျွန်တော်က cancel ပဲနှိပ်လိုက်တော့မယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီပြီးသွားပြီဆိုရင်ကိုယ့်အကိုဒီရဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့ desktop မှာတွားပြီးတော့ဟိုလုပ်ပေါ့နော်ကျွန်တော်တို့ဒီမှာခုနအပေါ်မှာရေးထားသလို node-v ပေါ့နော်ပြီးရင် npm-v ဆိုပြီးတော့နှိပ်လိုက်အောင်မယ်ဟုတ်ပြီနော်ဒီအဆင့်ကနားလည်မှထင်တယ်ကျွန်တော်တို့ဒီရဲ့ open cloud install မလုပ်ခင်ဘာလို့ဆိုတော့ကျွန်တော်တို့ open cloud ကိုဘာနဲ့ install မှာဖြစ်တဲ့ကြောင့်မို့ npm နဲ့ install မှာဖြစ်တဲ့ကြောင့်မို့ npm ရှိမရှိ node ရှိမရှိကိုကျွန်တော်တွားကြည့်ရတယ်ဟုတ်ပြီနော်မရှိသေးဘူးဆိုရင်ကျွန်တော်ခုနပေးထားတဲ့ guideline ကိုတွားပြီးတော့ install လုပ်လိုက်ပါပေါ့နော်အကယ်လို့ကျွန်တော်တို့ download လုပ်တဲ့ခါမှာဒီ version နဲ့မပေါ်လာဘူးဆိုရင်ကျွန်တော်တို့ဒီကောင်ကိုတစ်ချက်ပြန်ပိတ်ပြီးတော့မှကျွန်တော်တို့ခုနကတာမနယ်ပေါ့နော်ဒီရဲ့ download တာမနယ်လဲရတယ်ဟုတ်ပြီနော်ဒါမှမဟုတ်ကျွန်တော်တို့ဒီရဲ့ search bar မှာတွားပြီးတော့တာမနယ်ဆိုပြီးတော့ဒီမှာ right click ထောက်မယ်ဟုတ်နော် run as administrator ပေါ့နော်အဲ့ကောင်နှိပ်မှရမယ်ပေါ့နော်အဲ့ကောင်နှိပ်လိုက်ဟုတ်ပြီနော်
Okay ဒီတိပြီးသွားပြီဆိုရင် sorry ဒီတိပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော် open cloud ထဲကိုဝင်မှာပါနော် open cloud ထဲကိုဝင်ပြီးတော့မှကျွန်တော်ကဒီမှာ install open cloud ဆိုပြီးတော့ရှိရဟုတ်ပြီနော်ကျွန်တော်အရင်ဆုံးဘာလုပ်မလဲဆို mpni-g open cloud ဆိုပြီးတော့ဒီကောင်ကိုတွားပြီးတော့ရေးလိုက်အောင်မယ်ဟုတ်ပြီနော်အဲ့ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ enter ခောက်လိုက်အောင်မယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီထဲမှာ open cloud ကို install ထားလိုက်မယ်ဟုတ်ပြီနော်ကိုလိုချင်တဲ့နေရာပေါ်မူတည်ပြီးတော့ကိုက install လုပ်လို့ရတယ်။ဟိုမှာဆိုရင်ကျွန်တော် C drive ထဲမှာ install မလုပ်ဘဲနဲ့ကျွန်တော်ဒီ drive ထဲမှာတွားပြီးတော့မှဒီ drive ထဲမှာတွားပြီးတော့မှ install လုပ်ချင်လည်းရတယ်။ဟုတ်နော်။ဒါပေမဲ့ကိုက C drive ထဲမှာတွားပြီးတော့ install လုပ်ထားတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ user ဆိုပြီးတော့ရှိလေတွေ့လား။ C user also ဒါကတော့ကျွန်တော်ရဲ့ desktop also ဖြစ်တဲ့ကြောင့်မို့ဒီဟာကို open cloud ကို install လုပ်တယ်။ဆိုတော့ဒီဟာ install ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီရဲ့ C user also ဆိုတဲ့ဒါကတော့ဒါကိုယ့်ရဲ့ရှိတဲ့ device ပေါ်မူတည်ပြီးတော့မှဒီရဟာလာပေါ်လိုက်မယ်ပေါ့နော်ဒီဆုံးဒါပြည့်တဲ့ထိစောင်းလိုက်ပေါ့နော်တော့ဆိုရင်မပြည့်သေးဘူးဆိုတော့ဒါပဲကျွန်တော်တို့ဒါ already install လုပ်ထားပြီးသားဖြစ်တဲ့ကြောင့်မို့ဒီတိုင်းပဲ mpni g open cloud ပေါ့နော် -p -g okay ဆိုတော့အဲ့တော့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်ထက်ကိုတွားလိုက်မလဲဆိုရင်ကျွန်တော်ကဒီမှာ doc file ဆိုတာရှိရ open cloud အတွက်ကိုပေါ့နော်ကျွန်တော်တို့ဒီမှာပါလိုက်ရှင် doc file နေရှိရအကယ်လို့ဒီမှာကျွန်တော်က dot file နေမတွေ့ဘူးဆိုရင်ကျွန်တော်ဘယ်ထဲကိုတွားလို့ရတယ်လဲဆိုရင်ဒီရဲ့ဟိုဒီအောက်နားမှာပေါ့နော်အောက်နားမှာ where it does ဆိုပြီးတော့နေမှာဒီနေရာမှာဟိုပါလောက်လိုက်ဆိုရင်ကျွန်တော်ဒီမှာဒီကောင်ကိုရှိရပေါ့နော် Mac Windows Run your machine any chat app ဒါတော့ integration အတွက်ဒါတခြားရတယ် persistent memory ပေါ့နော် remember you and become quietly you ပေါ့နော်ဒါကတော့ပါ browser control full system access တွေရှိမှာပေါ့နော်ပြီးရင် scale and plugin ဆိုပြီးတော့ရှိတယ်ဆိုတော့လောလောဆယ်ဆက်စချင်းဆိုရင်တော့ကျွန်တော်တို့ run your machine ဆိုပြီးတော့ဒါကောင်ကိုနှိပ်လိုက်အဲဆိုရင်ကျွန်တော်ဒီမှာ getting status ဆိုပြီးတော့မှပေါ်လာနိုင်မယ်ဟုတ်ပြီနော်ဆိုတော့ခုနက open cloud လေး install ထားတဲ့အချိန်မှာကျွန်တော်ဒါလေးတစ်ချက်ကြည့်လိုက်အောင်ဆိုတော့ getting status ထဲမှာ quick setup CLI ပေါ့နော်ဒီက quick setup ထဲမှာဒီက quick setup ရှိမယ်တခြားအရာကျွန်တော် menu ရဲ့ option အနေနဲ့ရှိမယ်ပေါ့နော် go deeper ဘာညာတွေရှိမယ်ဆိုတော့အရင်ဆုံးသူတို့ပေးထားတဲ့ဟာကို quick setup ကိုပဲတွားပြီးတော့လွှတ်လိုက်အောင်မယ်ဟုတ်ပြီနော်ဆိုတော့ပြန်လာပြီကိုယ့်ရဲ့desktop ပေါ်မူတည်ပြီးတော့မှာနော် Mac OS ဆိုရင် Mac OS Windows ဆိုရင် Windows ကျွန်တော်ကတော့ဒါ Windows ဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ဒီရဲ့ Windows ကိုပဲဒါ install open cloud ပေါ့နော်ဒါဒီရဲ့ Windows ဆိုရင်လည်းဒီကောင်ကိုတုံးပြီးတော့မှကျွန်တော် install လုပ်လို့ရတယ်ခုန npm မတုံးဘဲနဲ့လုပ်လဲရတယ်ပေါ့နော်ဆိုတော့ဒီရဲ့ဟာကို Windows PowerShell ဒီမှာတွားပြီးတော့မှကျွန်တော်က copy ယူလိုက် copy ယူပြီးတော့မှအခုနနေရာမှာဒီရဲ့ open cloud ကိုဒီလိုပုံစံမျိုးနဲ့ install မလုပ်ဘူးဆိုရင်လည်းကျွန်တော်ဒီမှာ control C ဆိုရင်ပြီးတော့ကျွန်တော်တို့ဒီကောင်ကိုရက်လိုက်လို့ရပါဘောနော်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ window PowerShell တက်ကိုဒီမှာခုနကကျွန်တော်တို့ဒီရဲ့ open cloud တက်ကိုပြီးထားတဲ့ဟာကိုကျွန်တော်တို့ဒီမှာသွားပြီးတော့မှ install လုပ်လိုက်အဲဆိုရင်ကျွန်တော်တို့ဒီမှာ open cloud ဟုတ်ပြီနော် open cloud installer window တည်တက်တယ်ပေါ့နော်ကျွန်တော်တို့ window တည်တက်တယ်ဒီမှာဒါဆိုရင်တို့ဒီမှာ note ကလည်းတွေ့တယ်အဲဆိုရင်ဒီမှာလောလောဆယ် installing open cloud ကို install လုပ်နေပြီဒါပေမဲ့တေချာတော့ကျွန်တော်ရှိမှာ open cloud ရှိတဲ့ကြောင့်မို့ဒီမှာတချို့ step တွေကမပြလာရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ဘာမှမဖြစ်ဘူးဒီကောင်ကိုတွားပြီးတော့မှ open cloud ဒီကောင်ကို copy ယူပြီးတော့ဒီမှာတွားပြီးတော့မှ install လုပ်လိုက်ရရတယ်ဟုတ်ပြီနော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီကောင်ကို run တဲ့ onboarding wizard ဆိုပြီးတော့ဒီကောင်နဲ့တွားပြီးတော့လုပ်လို့ရတယ်တစ်ချက်လေးစောင်းလိုက်မယ်ပေါ့နော်ဆိုတော့ဒီစောင်းတဲ့နေရာမှာကျွန်တော်ကဘာကိုစောင်းနေတဲ့အချိန်မှာပေါ့နော်ကျွန်တော်ပြောချင်တာကဘာလဲဆိုရင်ဒီရဲ့ open cloud မှာကျွန်တော်တုံးလို့ရတဲ့ model တွေရှိတယ်ဟုတ်ပြီနော်ကျွန်တော်ဒီမှာဒီကောင်ကိုဒီရဲ့ကျွန်တော် right click ထောက်ပြီးတော့ဟိုဘက်မှာပြလိုက်မယ်ဆိုတော့ဒါသူ့ရဲ့ open cloud ရဲ့ model ပေါ့နော် model လို့ပြောတဲ့ခါမှာကျွန်တော် provider model provider ပေါ့နော်ကျွန်တော်ဒီရဲ့ model ကို provide လုပ်ပေးတဲ့ဟာအများကြီးရှိတယ်ဒီမှာ Anthropic ပေါ့နော်ပြီးရင် OpenAI Open Router ဒီမှာ Amazon ရှိမယ် Vercel ရှိမယ် Moonshot AI ဆိုရင်တော့ကောင်းတယ်လို့တော့ပြောရမှာဟုတ်ပြီနော်ကျွန်တော်လည်းဒီရဲ့ဟာသုံးဖို့ရယ် API key နဲ့သုံးနေရရှိတယ်။ဆို Moonshot AI ဆိုရင်ကျွန်တော်တို့ကဒီသူ့ရဲ့ API key နဲ့ကျွန်တော်တို့သုံးလို့ရတယ်။ဒါမှမဟုတ်ရင်ကျွန်တော်တို့ Kimi နဲ့သုံးချင်တယ်ဆိုလည်း Kimi နဲ့သုံးလို့ရတယ်။ဟုတ်ပြီနော်။ဒါမှမဟုတ်ရင်ကျွန်တော်တို့ minimize ဒီမှာ open code ပေါ့နော် sorry အဲ့ဒါကြီးလည်းကျွန်တော်တို့သုံးပြီးတော့တွားသုံးလို့ရတယ်ဟုတ်ပြီနော်။အဲ့ဒါအပြင်ပေါ့နော်။ဒါကတော့ဒါလောလောဆယ်ဒီရဲ့ provider တွေထဲမှာကျွန်တော်တို့ဒီကောင်တွေဒီ API တွေသူတို့ cloud နဲ့သုံးတဲ့ဟာတွေပေါ့နော်။ဒါပေမဲ့အဲ့ထဲမှာကျွန်တော်တို့တစ်ခုသုံးလို့ရတာဒီတော်တော်များများလည်းကြားဖို့လိမ့်မယ်ဆိုတော့ဒီနေရာမှာ model ဆိုတဲ့ထဲမှာတွားလိုက်ပါနော်ဒီ model ဆိုတဲ့တွားလိုက်ဟိုအောက်ဆုံးမှာဒီမှာ Ollama ဆိုပြီးတော့ရှိတယ်ဒီရဲ့ Ollama ကဘာလဲဆိုရင်ကျွန်တော်တို့ local သမားတွေသုံးလို့ရတယ်ပေါ့နော်ကိုကဒီလို API
key ဖိုးတွေပေါ့နော် API သုံးတဲ့price တွေကိုမပေးချင်ဘူးကိုက local ပဲသုံးပြီးတော့မှ open cloud သုံးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီရဲ့ Ollama local model ကိုဒီကောင်ကိုနှိပ်လိုက်ဟုတ်ပြီနော်ဆိုတော့အဲ့နေရာမှာကျွန်တော်တို့က Ollama နဲ့သုံးပါဖြစ်တဲ့ညမှာကျွန်တော်တို့ရဲ့ laptop မှာ Ollama ရှိဖို့လည်းလိုတယ်ပေါ့နော်ဆိုတော့လောလောဆယ်ကကျွန်တော်ဒီမှာ installing ပဲလုပ်ပြရသေးတယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒါလုပ်နေတဲ့အတော့တင်မှာကျွန်တော်တို့ဘာလုပ်လို့ရတယ်လဲဆိုရင်ဒီရဲ့ install Ollama ပေါ့နော်ကျွန်တော်တို့ Ollama ကို install လုပ်လို့ရတယ် Ollama ကို install လုပ်ဖို့ပေါ့နော်ကျွန်တော်တို့ဘာဘယ်ကိုတွားဖို့လိုလဲဆိုရင် Ollama website ကိုတွားဖို့လိုတယ်ဟုတ်ပြီနော်ဆိုတော့ Ollama website ကိုတွားဖို့လိုတာဖြစ်တဲ့ကြောင့်ဒီမှာ ollama.com ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့က download ဆိုပြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီရဲ့ download ထဲမှာမှကျွန်တော်တို့ကဒီ download ဆိုပြီးတော့ရှိတယ်ဟုတ်ပြီနော် download ဆိုရင်ကျွန်တော်တို့ဒီမှာ Ollama setup ဆိုပြီးတော့သူက download ဆွဲထားလိုက်မယ်ဒီကောင်လေးပေါ့နော်အဲ့ပြင်ကျွန်တော်တို့ဒီကောင်ကိုပဲရေးလိုက်အောင်မယ်ကျွန်တော်ဒီရဲ့ post မှာပေါ့နော်ကျွန်တော် step by step ကိုစာနဲ့လည်းရေးထားပြီးမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ပို့ပြီးတော့မှနားလည်သွားလိမ့်မယ်ဆိုတော့ဒီကောင်ကို download နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ခုနကဒီရဲ့ကျွန်တော်တို့ရဲ့ download folder ထဲမှာဒီရဲ့ Ollama setup ဆိုတာလေးလာပေါ်မယ်ပေါ့နော်ဒီရဲ့ Ollama setup ကလည်းခုနကကျွန်တော် note setup နဲ့ similar အတူတူပဲကျွန်တော် next တွေပဲရေးသွားရုံပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာတစ်ချက်လေးပြပေးမယ်ပေါ့နော်ကျွန်တော်ကတော့ Ollama ရှိထားပြီးတဲ့ကြောင့်ကျွန်တော်ဒီမှာဒီတိုင်းပဲပြတော့မယ်ဆိုတော့စချင်းဘယ်လိုလာမလဲဆိုရင်ဒီမှာ Ollama let's get you ပါညာနေပေါ့နော်ဒီစာတွေကဖတ်ကြလဲမလို့ဖတ်ရင်လည်းရတယ်ဖတ်ချင်တော့ပိုကောင်းတာပေါ့နော်ကျွန်တော်တို့ဒီမှာ install လုပ်မယ်ဟုတ်ပြီနော်အဲ့ဆိုရင်သူကဒီမှာဒီလိုဒါပြေးတဲ့ဒီဆောင်ပါပေါ့နော်လောဆယ်ကကျွန်တော်တို့စီမှာဒီရဲ့ Ollama install ပြီးတော့တဲ့ကြောင့်မို့ကျွန်တော်ကဒီကောင်ကို cancel လုပ်လိုက်မယ်ကဲတော့ကိုက install လုပ်ဒါပြီးတဲ့ထိလုပ်ပေါ့နော် install မလုပ်ရသေးဘူးဆိုရင်ပြီးတဲ့ထိလုပ်လိုက်ကျွန်တော်ကတော့ဒါ install ပြီးတဲ့ကြောင့်ကျွန်တော်ဒီမှာ cancel လုပ်လိုက်မယ်ပေါ့နော်ဒါဒီမှာ yes ဆိုပြီးတော့နှိပ်လိုက်မယ်ခုနပြောပြီးတော့နော် Ollama setup ကိုတော့ကိုယ့်ဘာကိုမလုပ်ရသေးဘူးဆိုတော့လုပ်ပါပေါ့နော်အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလာပေါ်မလဲဆိုရင်ဒီလိုမျိုးလေးလာပေါ်မယ်ပေါ့နော်အဲ့ဒါ Ollama setup ပြီးသွားပြီဆိုတာနဲ့ချက်ချင်းဘယ်လိုလာပေါ်မလဲဆိုရင်ခဏလေးနော်ခဏလေးဒီရဲ့ Ollama setup ပြီးပြီဆိုတာနဲ့ဒီရဲ့ Ollama ဒီလိုပုံစံလေးလာပေါ်လိမ့်မယ်ဘလို့ဆရာကြာနေရဘာဖြစ်လို့ကြာနေလဲတော့မပြောတော့ဒီမှာဘာလို့ Ollama လာမပေါ်ရလဲလာမပေါ်သေးဘူးโอเคထားလိုက်တော့ပေါ့နော်လောလောဆယ်ကျွန်တော်ဒီမှာစောင့်နေနေအကယ်လို့ပေါ့နော်ကိုယ့်ရဲ့ဒီရဲ့ Ollama setup လေးလာပေါ်တယ်ဆိုရင်ကျွန်တော်သူ့ရဲ့ဟိုဟာလေးကိုပြောပြမယ် Ollama ဒီလိုလာပေါ်လိုက်မယ်လာပေါ်တဲ့အချိန်မှာအမှ model ကိုအဲ့ဒီရဲ့ Ollama ထဲကနေ download ဆွဲလိုက်ရတယ်ကဲတော့အဲ့လို download မဆွဲချင်ဘူးကိုကကျွန်တော်ရဲ့ method ကိုလိုက်ပြီးတော့မှ download ဆွဲရင်လည်းရတယ်ဟုတ်ပြီနော်ဘယ်လိုမျိုး download ဆွဲမလဲဆိုရင်ကျွန်တော်တို့ကဒီမှာဒီတော့နည်းနည်းလေးချဲ့လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ search model ဆိုပြီးတော့ရှိရဟုတ်ပြီနော်ဆိုတော့အဲ့ဒီရဲ့ကိုက model ကို download မဆွဲခင်ဘာကိုတွားမလဲဆိုရင်ကျွန်တော်တို့ဒီထဲမှာတွားကြည့်မယ်ပေါ့နော်ဒီထဲမှာ open cloud ကနေပြီးတော့သူတို့ recommend ပေးတဲ့ model တွေရှိတယ် example ပေါ့နော်ကျွန်တော်တို့ pool model ဆိုပြီးတော့ရှိရင်ဒီ GPT OSS 20 billion ပေါ့နော်ကိုရဲ့အထက်မှာစမ်းနိုင်တယ်ဆိုရင်စမ်းmodel ကို download ဆွဲလို့ရတယ်ဒါမှမဟုတ်ဒီရဲ့ Llama 3.3 ရတယ် Quant 2.5 Coda ပေါ့နော်32 billion အဲ့ဒါကိုလည်းတွားလို့ရတယ် DC ကိုလည်းတွားပြီးတော့သုံးလို့ရတယ်ဟုတ်နော်ဒါလောလောဆယ်သူ recommend ပေးတဲ့ဟာပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကတခြားတော့ model တွေဆိုလည်းမရဘူးမဟုတ်တော့ရတယ်နော်ဒါပေမဲ့အကန့်အသတ်တော့ရှိရပါတော့ Okay ဆိုတော့အခုနက Ollama လေး setup ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီ Ollama ကိုတော့ဖွင့်လိုက်ပါနော်တော့ဖွင့်လိုက်သူကဒီနားမှာဟိုလိုမျိုး check နဲ့တခါတည်းလာပေါ်လိမ့်မယ်ကျွန်တော်ဒီရဲ့ဟာ setup ကိုတခါတည်းအရင်ဆုံးပြန်လုပ်လိုက်ကြည့်လိုက်ပါဒီမှာဒီရဲ့ Ollama လေးလာပေါ်ပါနော်ဒီကောင်ဒါပြည့်တဲ့ဒီဆောင်းလိုက်အဲ့ဒါဆိုရင်ခုနလိုမျိုး Ollama လေးလာပေါ်လိမ့်မယ်ကျွန်တော်ထားလိုက်တော့ကျွန်တော်ဒီကောင် install တဲ့အချိန်တော့တင်မှာကျွန်တော် Ollama ကိုဘယ်လိုမျိုးdownload ဆွဲရမလဲဆိုတော့ကျွန်တော်ပြပေးမယ်ဟုတ်ပြီနော်
ဆိုတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ Ola မှာသူ recommend ပေးတဲ့ဟာကကျတော့ပါလဲဆိုရင်ကျွန်တော်တို့ဒီမှာတွားပြီးတော့ကြည့်လို့ရတယ် GPD OS 20 billion ဒီကောင်ကို copy ကူလိုက်ပြီးရင်ကျွန်တော် Ola မှာတိုင်းကိုတွားမယ် search model ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီကောင်ကိုရိုက်ထည့်လိုက်ပါတော့အဲ့ဒီနေရာမှာရိုက်ထည့်လို့ရှိရင်ကျွန်တော်တို့ဒီမှာ GPD OS save guide ရှိမယ်ဒီကောင်တွေဆိုရင်တခြားသူတွေပေါ့နော်ဒါတခြား user နဲ့ဒါ open cloud ပါတယ်တုံးနေရတယ်ဆိုတော့ဒီထိတ်ဆုံးမှလာပေါ်တဲ့ဒီရဲ့ GPD OS save guide ဆိုတာရှိတယ်အဲ့ကောင်တွားရွေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့ကအရင်ဆုံးကတော့ model ကို download မဆွဲခင်ကျွန်တော်တို့ဘာကိုတွားကြည့်လို့ရလဲဆိုရင်သူ့ရဲ့ site ပေါ့နော် model ရဲ့ site ကိုတွားကြည့်ရတယ်ဒါဆိုရင်လောလောဆယ်14 gig ရှိမှာပေါ့နော်14 gig 65 gig ရှိမယ်ဒါပေမဲ့လောလောဆယ်သူ့ရဲ့ context တွေလည်းရှိမယ်သူတို့ဟိုဘယ်လိုပြောမလဲခွင့်ပြုတဲ့ဟာတွေ input ထဲမှာပေါ့နော်တချို့ကကျတော့ image ကိုလည်းခွင့်ပြုတာရှိမယ်ဒီကောင်ကကျတော့လောလောဆယ် test ပဲသူတို့ခွင့်ပြုရပါတော့ဆိုတော့အဲ့ကောင်ကိုကျွန်တော်တို့ကတွားပြီးတော့ copy ယူလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ open cloud ကိုsorry ဒီရဲ့ model ကိုတွားပြီးတော့မှ download ဆွဲချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်အရင်ဆုံးမှာတော့ဒီမှာကျွန်တော်တို့ Ola မှာ install ထားပြီဆိုရင်ကျွန်တော်တို့ကဘာကြည့်လို့ရလဲဆိုရင် Ola မှာ list ဆိုပြီးတော့တွားကြည့်လိုက် Ola မှာ list နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့အထဲမှာရှိတဲ့Ola မှာ list ပေါ့နော်သူ့ရဲ့ model list တွေလာပေါ်လိမ့်မယ်ဒါပေမဲ့လောလောဆယ်ဒီမှာ upgrade in progress တဲ့ကျွန်တော်လောလောဆယ်ဒီမှာ install လုပ်နေတာဖြစ်တဲ့ကြောင့်မို့ဒီကောင်လေးလာပြောနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်ပြီးအောင်တစ်ချက်လေးလုပ်လိုက်ပဲပေါ့နော်ပြီးတော့မယ် okay ဒီရဲ့အဆင့်တွေကတော့များတယ်ပေါ့နော်ဒါပေမဲ့ဘာပဲနေနေဒီကျွန်တော်ပြောတဲ့ဟာတစ်ခုချင်းစီလိုက်လောက်သွားတယ်ဆိုရင်တော့ဒီရဲ့ open cloud ကိုတုံးလို့ရတော့လိမ့်မယ်ကျွန်တော်လည်းဒီရဲ့video ရဲ့ description မှာအဆင့်လိုက်ပေါ့နော်ကျွန်တော်step by step လုပ်ထားပေးမယ်ပေါ့နော် okay ဆိုတော့ခုနက install ပြီးတော့ပြီ Ola မှာဒါပေမဲ့ခိုင်းကြလာပေါ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအရင်ဆုံးပြန်ကြည့်လိုက်အောင် Ola မှာ list ဆိုပြီးတော့နှိပ်ကြည့်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရှိမှရှိတဲ့ Ola မှာ list တွေကလာပြီးတော့ပေါ်လာလိမ့်မယ်okay ဆိုတော့ဒီမှာ Ola list တော့လုပ်လိုက်ပြီခိုင်းကြဒီမှာ model လာပေါ်လိမ့်မယ်ဆိုတော့ကျွန်တော်ခုနပြောချင်တာကဒီဘာလဲဆိုရင်ကျွန်တော်တို့ဒီOla မှာကိုကျွန်တော်တို့ download ထဲကနေပြီးတော့ဒီ Ola မှာ setup ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ install နှိပ်နဲ့ install နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလာပေါ်မလဲဆိုရင်ဒီကောင်လေးလာပေါ်မှာဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒီရဲ့ download တွေကနေတွားပြီးတော့မှနှိပ်လဲရတယ်ဒီမှာ message နှိပ်ပြီးတော့မှဒီရဲ့ဟာတွေကိုဥပမာဆိုလို့နော်ကျွန်တော်ဒီမှာ TCR1 ကိုရေးပြီးတော့ဒီမှာ hello နှိပ်လိုက်လဲဆိုရင်ကျွန်တော်ဒီမှာပို့လိုက်ပြီဆိုတော့လည်းသူကဒီကောင်ကိုအဲဆိုဒီရဲ့ model အရင်ဆုံး download ဆွဲမယ် download ဆွဲပြီးတော့သူကလာပို့မယ်ပေါ့နော်ဆိုတော့အဲ့အဆင့်ကိုမတွားဘဲကျွန်တော်ဒီမှာ Ola list ကိုတွားနှိပ်လိုက်မယ်ဟုတ်ပြီနော်ဒီကောင်တစ်ချက်လေးကိုလောက်လိုက်ဆိုတော့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ရဲ့ terminal မှာတွားမယ် Ola မှာ list ပေါ့နော်ဒီကောင်ဘယ်ချိန်မှလောက်ရမလဲဆိုရင်ကျွန်တော်တို့ခုန Ola မှာ set up ပြီးမှပဲပေါ့နော်လောက်ရမယ် Ola မှာ list ကိုလောက်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ Ola မှာ model ထဲမှာရှိတဲ့ဟာတွေကဘာလဲဆိုရင်ကျွန်တော်တို့တွေ့လိမ့်မယ်လောလောဆယ်စချင်းဆိုရင်တော့ဘာ model မှတွေ့မှာမဟုတ်ဘူးပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ကခုနကကို download ဆွဲချင်တဲ့ model တွေကိုတွားပြီးတော့ရွေးပြီးတော့ဒီမှာ download ဆွဲရုံပဲဆိုတော့ဘယ်လို download ဆွဲရမလဲဆိုရင်တော့ကျွန်တော်အဲ့ဒါမတွားခင်ကျွန်တော် recommend ပေးချင်တဲ့ဟာပေါ့နော်အဲ့ဒါပါလဲဆိုရင်ဒီရဲ့ Kimi K2.5 ဆိုတဲ့ဟာရှိရပေါ့နော်ဘယ်မှာလဲဆိုရင် Kimi K2.5 ဆိုတဲ့ဟာဒီကောင်ပေါ့နော်ဒီကောင်လေးရှိရဆိုတော့ဒီကောင်ဘာဖြစ်လို့ကောင်းတာလဲဆိုတော့ဒီကောင် cloud ပေါ့နော် Kimi K2.5 ဖြစ်တဲ့တခြားမှာကျွန်တော်ဒီကောင်ကိုရွေးလိုက်မယ်ဆိုတော့ဒီကောင်က run တာနော်ဟုတ်ပြီနော် Ola မှာ run Kimi ဒီကောင်ကို run တာဖြစ်တဲ့ကြောင့်ကျွန်တော်မ run ခင်ဘာသုံးလဲဆိုရင်ဒီရဲ့ run အစားကိုကျွန်တော်တို့ကဘာသုံးလဲဆိုရင် download ဆွဲမယ်ဆိုရင်ကျွန်တော်တို့ကဘာရေးရတယ်လဲဆိုရင် Ola မှာ PUL ဖူးဆိုပြီးတော့ sorry ဟိုကြီးပြနေ PUL ဖူးဟုတ်ပြီနော် Kimi 2.5 cloud ကိုရွေးလိုက်မယ်အဲ့ပြီးဆိုရင် enter ခောက်လိုက်အောင်မယ်ဟုတ်ပြီနော်လောလောဆယ်ကကျွန်တော်တို့ရှိမှာပြီးတာ construction လုပ်နေတော့ဆိုတော့အဲ့ကောင်လုံးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ Kimi K2.5 ဆိုတဲ့ဟာလေးဆက်ဖြစ်သွားလိမ့်မယ်အဲ့စဉ်ကြရင်ကျွန်တော်တို့download ဆွဲထားတာရမရပါတော့ခုနအတိုင်းပဲဟိုလာမှာ list နဲ့ပြန်တွက်ကြည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီ Kimi K2.5 ဆိုတော့ပေါ်လာလိမ့်မယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော် open cloud ကို run မယ်ပေါ့နော် open cloud run မယ်ဟုတ်ပြီနော်ဆိုတော့ခုနကကျွန်တော်တို့ကဒီမှာ open cloud ကကျွန်တော်တို့ဒီမှာဒီလိုပုံစံလေးဖြစ်လာပြီဟုတ်ပြီနော်ခုနကလောက်ထားတဲ့ဟာလေဘယ်နားမှာလဲဆိုရင်ကျွန်တော်ကဒီမှာဒီ MPN နဲ့လောက်တာလဲရတယ်ခုနကကျွန်တော်တို့ရဲ့ getting started နဲ့ကျွန်တော်တို့ဒီမှာ
ဒီ getting started ကဘယ်ကနေရတယ်လဲဆိုရင်ကျွန်တော်ဒီမှာ run your machine ဆိုပြီးတော့ကျွန်တော်ဒီရဲ့ dot ဆိုပြီးတော့ရလာလိမ့်မယ်ပေါ့နော်ဒီရဲ့ dot ဒီကောင်လေးရောက်လာလိမ့်မယ်ဒီရောက်လာလို့ချင်းဒီမှာ quick setup ဆိုတဲ့နေရာမှာ Windows ဆို Windows Mac OS ဆို Mac OS ပေါ့နော်ကျွန်တော်ခုနကတော့ဒီကောင်ကို copy ယူပြီးတော့မှဒီမှာထည့်လိုက်တယ်ဒီမှာ install လုပ်တယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာဆက်စချင်းပါထပ်လာလို့ဆိုရင်တို့ကဒီမှာ open claw ဒီကောင်လေးပေါ်လာတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ I understand this is powerful and entirely risky and continue ပေါ့နော်ဒါကတော့သူတို့ရဲ့ဟာကိုဘယ်လိုပြောမလဲသူတို့ရဲ့ term condition ကိုကျွန်တော်တို့ကဟို agree လုပ်တယ်မလုပ်ဘူးဆိုတာ no ဆိုရင်တော့ဒီကောင်ကဟိုအလုပ်လုပ်မှာတော့မဟုတ်ဘူးเนาะကျွန်တော်က yes ခွင့်ပြုပေးရ allow လုပ်ပေးရပါဘောเนาะကျွန်တော်ဒီမှာ yes ဆိုပြီးတော့နှိပ်လိုက်မယ်ဟုတ်ပြီเนาะဒီနေရာမှာ onboarding mode နေရာမှာကိုက manual နည်းနဲ့လည်းရတယ် quick step ဆိုပြီးတော့လည်းရတယ်ဟုတ်ပြီเนาะဒါပေမဲ့ကျွန်တော်ကတော့လောလောဆယ်ဒါ quick step ကိုပဲလုပ်လိုက်မှာပေါ့เนาะ quick step ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာ existing config detail ပေါ့เนาะဒီမှာကျွန်တော်တို့လောလောဆယ်ရှိထားတဲ့ဟာဒါတော့ brother တို့အနေနဲ့ပေါ်မှာတော့မဟုတ်ဘာဖြစ်လို့ဆိုတော့ဆက်စချင်းတုံးတာဖြစ်တဲ့ကြောင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကပြီးခဲ့တဲ့တုန်းကဒါကိုတုံးပြီးသားဖြစ်တဲ့ကြောင့်မို့ဟိုလာမှာ KMI K2.5 ကဒီမှာ detect ဖြစ်တယ်ဆိုပြီးတော့လာပေါ်တာဒါပေမဲ့ကိုကဟိုဆက်စချင်းဒီနေရာမှာ config handling ဆိုရင်ဒီမှာ edit value reset ကျွန်တော်ကတော့လောလောဆယ် use existing value ဆိုပြီးတော့ဒီမှာနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒီနေရာမှာနောက်တစ်ခုကကျတော့နောက်တစ်ခုကဘာလဲဆိုရင် model of provider ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ကဘယ်ကောင်ကိုrecommend ပေးချင်တယ်လဲဆိုရင်ကျွန်တော်ကဒီရဲ့လောလောဆယ်စတုံးချင်တယ်ဆိုရင်ပေါ့နော်ကျွန်တော်ကတော့ဘယ်ကောင်တုံးခိုင်းစေချင်လဲဆိုဒီရဲ့ Google ကိုတုံးခိုင်းစေချင်တယ်ဟုတ်နော်ဒီရဲ့ Google ထဲမှာကျွန်တော်ကဘာရှိတယ်လဲဆိုရင်နောက်ထပ် AI model ဖြစ်တဲ့ anti gravity ပေါ့နော် anti gravity.google ဆိုပြီးတော့ရှိတယ်တခုရှိတာကကြတော့ဒီရဲ့ anti gravity ကိုတုံးမယ်ဆိုရင်ဒီရဲ့ website ကို access လုပ်မယ်ဆိုရင်ကျွန်တော်ကဘာလုပ်ဖို့လိုတယ်လဲဆိုရင် VPN ခံဖို့တော့လိုတယ်ပေါ့နော်ဒါပေမဲ့ဟိုကိုအနေနဲ့ဒီကောင်မဆန်းချင်သေးဘူးပေါ့နော် anti gravity ကိုမဆန်းချင်သေးဘူးဒီတိုင်းလောလောဆယ် open cloud ပဲ install လုပ်ထားမယ်ပြီးရင် Olama နဲ့ဒီရဲ့ Olama မှာရှိတဲ့ model နဲ့တုံးချင်တယ်ဆိုရင်လောလောဆယ်ကကျတော့ဘာလုပ်မလဲဆိုရင်ကျွန်တော်က skip for now ဆိုပြီးတော့ဒီမှာတွားပြီးတော့ရေးလိုက်လို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုကကျတော့ဒီမှာ filter model by provider ပေါ့နော်ဒီညမှာလဲကျွန်တော်တို့ကဘာကိုရေးလို့ရလဲဆိုရင်ဒီမှာကျွန်တော်တို့ကဒီမှာ filter model ပေါ့နော် filter model my provider ဆိုရင်လည်းကျွန်တော်တို့ကဒီမှာလောလောဆယ်ကတော့ကျွန်တော်တို့ကြိုက်တဲ့ဟာယူလို့ရ Google ဆိုလဲ Google anti gravity ပေါ့နော်အဲ့ကောင်တွားယူလို့ရတယ်ကျွန်တော်တို့ဒီမှာ Kimi coding ဆိုပြီးတော့ဒါဆိုရင် filter နဲ့တွားလို့ရတယ်လောလောဆယ်တော့ကျွန်တော်တို့ဒီမှာလောလောဆယ် all provider ဆိုပြီးတော့ရေးလိုက်မယ်ပေါ့နော် နောက်တစ်ခုကျတော့အဲ့ဒါပြီးသွားပြီဆိုရင် default model ကကျတော့လောလောဆယ်ကျွန်တော်ရွေးပြီးသားဖြစ်တဲ့ကြောင့် Kimi K2.5 ဆိုပြီးတော့ရှိရပါတော့။ကြည့်လို့အဲ့လိုမဟုတ်ဘူးကိုကတခြားဟွာဖြစ်မယ်ဆိုရင်အခုနနေရာမှာပေါ့နော်ကျွန်တော်တို့ကဟွာရွေးမယ်ဆိုရင်ဗာလဲဆိုရင်ကျွန်တော်ဖြစ်နိုင်လို့ရှိရင်ဒီမှာအများကြီးရှိ model တွေဟုတ်ပြီနော်ခုနက model provider တွေထဲမှာရှိတဲ့ဟာမှာပေါ့နော်အဲ့ထဲမှာကျွန်တော်ကရွေးမယ်ဆိုရင်ပေါ့နော်ဘာကိုရွေးခိုင်းစေချင်လဲဆိုရင်ကျွန်တော်ကဒီရဲ့ Kimi ကိုရွေးခိုင်းစေချင်တယ်။မ Kimi coding KP 2. ဒီကောင်တွားယူလို့ရတယ်ဒီကောင်လည်းတွားယူလို့ရတယ်ဟုတ်နော်ဒါပေမဲ့လောလောဆယ်ကျွန်တော်ကတော့ဟိုအပေါ်ဆုံးမှာရှိတဲ့အပေါ်ဆုံးမှာရှိတဲ့ဒီရဲ့ use key current ကိုပဲယူမှာပေါ့နော်ကျွန်တော်ဒီမှာ key current ကိုပဲကျွန်တော်ယူလိုက်မယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရဲ့ Slack channel ကကြတော့လေကိုယ့်ရဲ့ဒီရဲ့ open cloud ကိုဘယ်ရဲ့ channel နဲ့channel ကို connect လုပ်ချင်တယ်လဲဆိုရင်ဒီကောင်ကြတော့နောက်ပိုင်းမှာလုပ်ချင်တယ်ဆိုရင်လည်းနောက်ပိုင်းမှာ skip for now ဆိုပြီးတော့ကျွန်တော်တို့ဒီမှာအနာခောက်လိုက်လို့ရတယ်ဟုတ်ပြီနော်ပြီးပြီဆိုရင်ကျွန်တော်တို့က skill status ပေါ့နော် eligible က2ရှိတယ် mission requirement 47ဟုတ်ပြီနော်အဲ့ဒီမှာလောလောဆယ်ကကျွန်တော်ဗာလဲဆိုရင်ကျွန်တော်ဒီမှာ yes ကိုပဲနှိပ်လိုက်တော့မယ်ဟုတ်ပြီနော်ပြီးလို့ရှိရင် prefer node manager for skill install ပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော် npm ကိုပဲယူလိုက်မယ် browser တွေနဲ့နောက်ပိုင်းကျရင် pnpm တို့ ban တို့အဲ့ဒါနဲ့တုံးချင်တယ်ဆိုလဲရေးလို့ရတယ်ဘာပြဿနာမရှိဘူးဒါပေမဲ့လောလောဆယ်တော့ကျွန်တော် comment ပေးရသည် npm ကိုပဲလောက်ထားပါဘူးနော် npm ယူလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ install missing skill department ပေါ့နော်ဒါကတော့ကိုတုံးမဲ့ပုံမူတည်ပြီးတော့မှကျွန်တော်တို့သွားပြီးတော့မှ install လုပ်လို့ရတယ်တခုရှိတာကကျွန်တော်ကဘာလောက်ခိုင်းစေချင်လဲဆိုရင်တော့လောလောဆယ်ဒီကောင်ကိုဒီထဲမှာတခုတော့ရွေးပေးရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့လောလောဆယ်ကျွန်တော် open cloud ဘာတွေတုံးမှလဲ one password ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ဒီရဲ့ password တွေဘာညာတွေနဲ့ဆိုင်တဲ့ဟာတွေပေါ့နော်ဒီမှာ apple note ဆိုရင်တော့ဒါ iOS နဲ့ဆိုင်တဲ့ဟာတွေပြီးရင်ကျွန်တော်တို့ bear note တို့ block watcher တို့ပြီးရင်တခြားတွေ cloud host တို့ရှိမယ်ပြီးရင် Gemini တို့ရှိမယ်ပေါ့နော်တခြားတွေမှာ GitHub ဆိုရင် GitHub ဘာညာတွေရှိရပါတော့ဒါပေမဲ့လောလောဆယ်ဒီထဲမှာပေါ့နော်
ကျွန်တော်တို့တစ်ခုတော့ရွေးရတယ်ဗာလဲဆိုရင်တော့လောလောဆယ်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာရွေးလဲရ skip for now ရွေးလဲရတယ်ဗောနော်ဒါပေမဲ့လောလောဆယ်တော့ကျွန်တော် skip for now ပဲရွေးလိုက်မယ်နောက်ပိုင်းကျမှဒီလို web UI ပေါ်လာမှပဲကျွန်တော် install လုပ်ပြမယ်ဗောနော်လောလောဆယ် skip for now နှိပ်မယ်ဟုတ်ပြီနော်ဆိုတော့အဲ့နေရာမှာကျွန်တော်ဒီမှာ enter ခောက်လို့မရအောင်ဆိုတော့အဲ့နေရာမှာဗာလဲဆိုရင်အမှရေးထားတယ် please select at least one option ဆိုပြီးလို့ရှိရပါတော့ press space to select ပါနော်ဒီ space ကို select လုပ်ရမယ်ဆိုတော့လောလောဆယ်ရောက်နေတာဒီ skip for now နေရာမှာဖြစ်နေကျွန်တော် space နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ select ဖြစ်သွားပြီပြီးပြီဆိုရင် enter ခောက်လိုက်မယ်ဟုတ်နော်နောက်ပြီးတော့ဒီမှာကျတော့ set google place api key for google place ပေါ့ go place ပေါ့နော်ဒါမဲ့လောလောဆယ်ကျွန်တော်ကဒီရဲ့ api key တွေမလုပ်သေးဘူး no ပဲနှိပ်မယ်ပြီးရင် set google place api key for local place ပေါ့နော် no ပဲယူပဲ Gemini API key for nano banana pro ပေါ့နော်ဒါပေမဲ့လောလောဆယ်ကျွန်တော်ရှိမှာ nano banana pro လည်းမရှိဘူးဘာမှမရှိဘူးအဲဒါကြောင့် no နှိပ်မယ် notion တောင်းနေဆိုရင်ဒီမှာ API key ထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်လောလောဆယ် no ပဲထည့်မယ် open API key ရှိရဆိုရင်ကျွန်တော်တို့ဒီရဲ့အတွက်ထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော် no ပဲနှိပ်မယ် no ပဲဟုတ်ပြီနော်11လက်ကလည်း no ပဲပြီးရင်ကျွန်တော်တို့ဒီမှာ hook ပေါ့နော် hook ကကျတော့ဒီမှာကျွန်တော်တို့တွားဖက်လို့ရတယ် hook let you automate action when agent command are issue ပေါ့နော် example 6 session connect to memory when you issue new for example ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး NAN တုံးတဲ့တူဆိုရင်ကျွန်တော်တို့ဒီရဲ့ hook ကို hook ကအရေးကြီးရပေါ့နော် hook ကဟိုအရေးပါတယ်ဒါပေမဲ့လောလောဆယ်ကတော့ကျွန်တော်ဒီမှာဒီရဲ့ hook ကိုကျွန်တော်က skip for now ဖြစ်တဲ့ကြောင့်ပေါ့ကျွန်တော် space နဲ့ select လုပ်လိုက်မယ်ပြီးပြီဆိုရင် enter တစ်ချက်ခောက်လိုက်မယ်ပေါ့နော် okay အဲ့ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာ gateway traffic runtime ပေါ့နော် quick start use now for gateway traffic ဟုတ်ပြီနောက်ဆက် gateway traffic already install ပေါ့နော် gateway traffic ကလည်း already install ပြီးတဲ့အကြောင်းကိုကျွန်တော်က restart လုပ်လို့ရတယ် reinstall လုပ်လို့ရတယ် skip နှိပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကဒီမှာ restart ဆိုပြီးတော့နှိပ်လိုက်တော့မယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီရဲ့နောက်ဆုံးမှာဒီအနောက်မှာဒီရဲ့ terminal လေးလာပေါ်လိုက်မယ် restart နှိပ်လိုက်ခါမှာဒါဆိုရင်ကျွန်တော်တို့ဒီမှာ open claw က run နေပြီဟုတ်ပြီနော်ဒီနေရာမှာ run နေပြီဒါပေမဲ့ဘာနဲ့ run နေလဲဆိုရင်Ola မှာ Kimi K2.5 ဆိုပြီးတော့ cloud နဲ့ run နေတယ်ဆိုတော့အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့ဒီထိတ်ဆုံးမှလာပေါ်တဲ့ကောင်ပေါ့နော်ဒီရဲ့အကောင်ကို control လုပ်မယ်ဒီကောင်ကို click ချက်နှိပ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးလာပေါ်လိမ့်မယ်ဟုတ်နော်ဒီကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒီကောင် select မှတ်ပြီးတော့မှကျွန်တော်တို့ဒီကောင်ကိုတွားပြီးတော့မှ browser ထဲမှာတွား paste လုပ်လို့ရတယ်ဆိုတော့လောလောဆယ်ဒီကောင်ဒီ open cloud canvas ဖြစ်တယ်ဒါကတော့ဒီတိုင်း test page ပဲ hello ဘာညာရေးပေါ့နော် photoဒီကောင်တွေကတော့လောလောဆယ်ဒီကောင်တွေကိုမတုံးပဲနဲ့ဟိုဒီကောင်တွေကိုဖျက်လိုက်မှာပေါ့နော်ဒီရှိပဲ127.0ဒီကောင်တွေဒီထိပေါ့နော်18ကိုအဲ့ထိကိုပဲတွားပြီးတော့ဒီအနောက်ကဟာတွေအကုန်ဖျက်လိုက်မယ်ပြီးပြီဆိုဒီကောင်ကို enter ခောက်လိုက်မယ်ဒီကောင်ဒီကျွန်တော်တို့ရဲ့interface ဖြစ်တယ်ကျွန်တော်တို့ရဲ့ local open claw ရဲ့ interface ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရတယ်လဲဆိုရင်ကျွန်တော်တို့ဒီမှာဆက်စားချင်းတော့ browser လို့ရှိမှဒီမှာဘာမှတော့လာပေါ်မှာမဟုတ်ဘူးပေါ့နော်ဘာမှလာပေါ်မှာမဟုတ်ဘူးဆိုတော့အဲ့နေရာမှာကျွန်တော်တို့ကစပြီးတော့သုံးလို့ရပြီဟုတ်ပြီနော်ဒီမှာ hello ဘာညာရေးလို့ရတယ်ဒါပေမဲ့ကျွန်တော်လောလောဆယ်မရေးသေးဘူးပေါ့နော်ဆိုတော့ဒါကတော့ဒါကျွန်တော်အရင်ကသုံးထားတဲ့ဟာတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလို့ရပြီဆိုတာ ਨੇ ပေါ့နော်ကျွန်တော်တို့အရေးကြီးတာတခုပြောချင်တယ်ဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီရဲ့Ola မှာကိုတွားလိုက်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရဲ့ open cloud ကိုသုံးနေတာဒီ Ola မှာ Kimi K2.5 နဲ့သုံးနေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီရဲ့ open cloud ဒီရဲ့ Ola မှာကိုတော့ဖွင့်လိုက်Ola ကိုဖွင့်ပြီးဆိုရင်ကျွန်တော်ဒီမှာ setting ထဲကိုတွားဟုတ်ပြီနော် setting ထဲကိုတွားပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်အရှိမပြောဦးမေးလို့ရတယ်ပေါ့နော်ဒီ Ola မှာကိုတုံးတဲ့ခါမှာကျွန်တော်တို့ရဲ့ account ဖွင့်ဖို့တော့လိုရပေါ့နော်ဒါပေမဲ့တချို့က account မဖွင့်ရတုံးတယ်ဒါပေမဲ့လိုလိမ့်မယ်ဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဖြစ်နိုင်ရင်ကိုယ့်ရဲ့ဒီရဲ့ account ကိုတစ်ခါထည့်ထားပေးပါပြီးပြီဆိုရင်ကျွန်တော်တို့ဒီ model location ဒါတူနောက်ပိုင်းမှာ set up ဟို install လုပ်ရင်တစ်ခါဖြစ်လာလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့အဲ့နေရာမှာကျွန်တော်တို့ဒီတိုင်းပဲဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာတော့လောလောဆယ်ကျွန်တော်တို့လာမပေါ်ဘူးကျွန်တော် usage တွေလေလာမပေါ်ဘူးဘယ်လိုမျိုးနေရာမှာလာပေါ်တယ်လဲဆိုရင်ကျွန်တော်ကားဒီမှာဒီရဲ့ Ola မှာနေရာမှာတွားပြလိုက်မယ်ဟုတ်ပြီနော်ဒါ Ola မှာရဲ့ website နော်ဒီမှာ Ola မှာရဲ့ official website ကျွန်တော်တို့ဒီနေရာမှာတွားပြီးတော့ကျွန်တော်တို့ရဲ့ account ကို sign in sign out လုပ်လို့ရတယ်ဟုတ်ပြီနော်အဲဆို sign in လုပ်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာ setting ထဲကိုတွားမယ်ဟုတ်ပြီနော် setting ထဲကိုတွားတဲ့အခါမှာကျွန်တော်ရဲ့ usage ကိုတွားကြည့်လိုက်ဟုတ်ပြီနော်ဆိုတော့ဒီရဲ့ Kimi K2.5 ကဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ usage တွေရှိတယ်ဒါဆိုရင် weekly ဆိုရင်သူကတပတ်ကိုနဲ့ရေးဟာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တပတ်ထဲကိုမှကျွန်တော်69% ရွေးပြီးတော့ပြီ session usage ကလည်း4နာရီတစ်ခါသူတို့ reset လုပ်ပြီးရဟုတ်ပြီနော်လောလောဆယ်ဒီမှာကျွန်တော်တို့ဘာမှမရှိသေးဘူးဆိုတော့ဒီနေရာမှာကျွန်တော်တို့ Kimi K2.5 က open source လာတယ် open source ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒါ cloud ရွေးထားတဲ့ကြောင့်မို့ကျွန်တော်တို့က
ဒီရဲ့သူပေးထားတဲ့ usage ကိုပဲတွားပြီးတော့မှသုံးရတာဖြစ်တယ်ပေါ့နော်အကယ်လို့ကျွန်တော်တို့ဒီမှာခုနကဒီရဲ့ဘယ်လိုပြောရမလဲဘယ်နားမှာလဲဒီအကောင့်ပေါ့နော်ဒီမှာတွားပြီးတော့ဒါကတော့ကျွန်တော်တို့ရဲ့ local chat session ပေါ့နော်အဲ့နေရာမှာကျွန်တော်တို့သုံးတယ်အများကြီးသုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ usage တွေကပြောင်းသွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာ option တစ်ခုရှိရပေါ့နော်ကိုကဒီရဲ့ဒီ API key နဲ့သုံးချင်တယ်ဆိုရင်ကျွန်တော်အနေနဲ့ comment ပေးတာဒီရဲ့ Ola မှာကိုသုံးပြီးတော့မှဒီရဲ့ Kimi K 2.5 ကိုသုံးပါပေါ့နော်ကျွန်တော်ဒီကောင်တွေပြည့်သွားတယ်ကိုကဒီထက်ပို့ပြီးတော့သုံးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ billing ရှိတယ် pricing ပေါ့နော်ကျွန်တော်ဒီမှာ upgrade ဆိုပြီးတော့တွားပြီးတော့မှလုပ်လိုက်အောင်မယ်ဒီမှာကျွန်တော်တို့လောလောဆယ်သုံးနေရတွေ free သုံးနေရဖြစ်တယ်ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာ pro ရှိမယ်ပြီးရင် maximum pro ဆိုပြီးတော့ဒီမှာဒါဆိုရင်တစ်လောက်ဒေါ်လာ100ပေါ့နော်အဲ့ဒါမသုံးချင်ဘူးလောလောဆယ်ဒီမှာ pro အနေနဲ့သုံးချင်တယ်ဆိုရင်ဒေါ်လာ20ပေးရမယ်ဒါပေမဲ့ကိုက free ပဲသုံးချင်တယ်ခုနလိုမျိုးဘယ်လိုပြောမလဲအဲ့လိုမျိုး session usage တွေ weekly usage တွေတုံးလို့အဆင်ပြေရဆိုရင်စမ်းသုံးကြည့်တယ်ဆိုရင်တော့ free ပဲသုံးပေါ့နော် free ပဲသုံးအဲ့ဒါလေးတခုပြောချင်တာဒါ option 1ဟုတ်ပြီနော်ဒီရဲ့ Ola မှာ API နဲ့တုံးတာ option 1 option 2အနေနဲ့ခုနကကျွန်တော်Facebook page မှာလည်းကွာ comment ရေးထားတယ်ပေါ့နော်ကျွန်တော်ရှိမှာ Mac mini ရှိတယ်ဘယ်လိုသုံးရမလဲဆိုရင်ဒီ Mac mini ကိုအရင်ကသုံးဘူးတယ်ဆိုရင်တော့ပိုဆင်ပြေတော့ပေါ့အရင်ဆုံးကိုယ့်ရဲ့တေချာတဲ့ Mac mini ကကျတော့ကိုယ့်ရဲ့ဒီရဲ့ MacBook ဖြစ်ဖြစ်ဒီလိုမျိုး Mac OS ပေါ့နော်အဲ့လိုမျိုးမှာဖြစ်ဖြစ်ဒီလိုမျိုးချိတ်ထားပြီးသားဆိုရင်တော့ပိုဆင်ပြေတော့ပေါ့နော်ချိတ်ထားပြီးသားဒါပေမဲ့ကျွန်တော်တို့အဲ့ Mac mini မှာကျွန်တော်တို့ကခုနလိုမျိုးဒီရဲ့ Ola မှာထဲကနေပြီးတော့မှကျွန်တော်က model ကို install လုပ်မယ်ဟုတ်ပြီနော်ဆိုတော့အတူတူပဲခုနကကျွန်တော် install ပြထားတဲ့အတိုင်းပဲဥပမာဆိုရင်ကျွန်တော်တို့ဒီမှာဒီရဲ့ Quant 3 Coder Next ပေါ့နော်ခုနတူဒီမှာပေါ့နော် OpenClaw AI ရဲ့သူတို့ recommend ပေးထားတဲ့အထက်မှာဒီရဲ့အကောင့်တွေကိုကျွန်တော်တို့ download ဆွဲထားရင်လည်းပိုအဆင်ပြေတယ်ဟုတ်နော်ဒီမှာ TCR1 ဒါမှမဟုတ်ရင် Quant 2.5 Coder ဆိုပြီးတော့ဒီကောင်ကိုmodel ကိုယ့်ရဲ့ Mac mini ထဲမှာ install ထားပေါ့နော် install ထားပြီး Ola မှာနဲ့ install ထားပြီးလိုက်ရင်တော့ပိုဆင်ပြေတာပေါ့ဟုတ်ပြီနော်အဲ့လိုမျိုး install ထားပြီးသွားပြီဆိုရင်ဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပြန်ပြောပေးမယ်ပေါ့နော်ဟုတ်ပြီဒါကတော့ဒါ option 2ဟုတ်ပြီနော် option 1နဲ့ option 2ရှိရ option 1ကကျတော့ခုနကဒီရဲ့ Ola မှာနဲ့သုံးပြီးတော့မှဒီရဲ့ Ola မှာ Kimi K 2.5 cloud ကိုသုံးပြီးတော့ကျွန်တော် free version နေနဲ့သုံးတာဟုတ်ပြီနော်ဒါကတော့ option 1 free သုံးလို့ရတယ်ဘယ်ရဲ့ website ဘယ်ရဲ့ window ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ laptop မှာဖြစ်ဖြစ်ဘယ် window မှာဆိုဒီရဲ့ဟာကို free သုံးကြည့်လို့ရတယ်ဟုတ်ပြီနော်ဘာမှ Mac mini လဲဝယ်စရာမလိုလောလောဆယ် free သုံးချင်တယ်ဆိုရင်ပေါ့ဒီရဲ့ Kimi K 2.5 နဲ့သုံးပါကဲလို့ကိုက Mac mini လည်းရှိတယ်ဒါမှမဟုတ်ရင်တခြားတော့ device ပေါ့နော်ဒီရဲ့ model ကြီးတွေ run နိုင်တဲ့ဟာမျိုးရှိတယ်ဆိုရင်တော့ဒီလို local model ကိုသုံးတာပိုကောင်းတယ်ဟုတ်ပြီနော်ဒါကတော့ option တစ်ခုပြောပြတာဟုတ်ပြီဆိုတော့လောလောဆယ်ကတော့ဒါ Kimi K 2.5အတွက်ကိုလည်းပြောပြီးသွားပြီဆိုတော့ဒီရဲ့ local model အတွက်ကိုတစ်ချက်ပြောပြမယ်ပေါ့နော်ဆိုတော့ local model ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ခုနကအရှိမပြောသွားတယ်ပေါ့နော်ကျွန်တော်တို့ဒီရဲ့ Ola မှာနဲ့ဒီမှာဥပမာဆိုရင်ဒီမှာ Kimi K 2.5 ကိုdownload ဆွဲတယ်လို့ပဲကျွန်တော်တို့ဥပမာဆိုရင်ဒီရဲ့ Quant 3 Coder Next ကိုကျွန်တော်တို့လုပ်မယ်ပေါ့အဲ့စမယ်ဒီမှာဆိုရင်လောဆယ်ဒီမှာ task ကကျတော့လောဆယ် input ကကျတော့ task ကိုပဲကျွန်တော်တို့ကပေးတာဖြစ်တဲ့ကြောင့်ဒီရဲ့ Quant 3 Coder Next ကိုကျွန်တော် recommend ပေးချင်ဘူးဘာကို recommend ပေးချင်တယ်လဲဆိုရင်ဒီကောင်တွားကြည့်အောင် GPT OSS 20 billion ဆိုတဲ့ကောင်ပေါ့နော်ဒီကောင်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်ရဲ့ဒီမှာဒီကောင်ရလာပြီဆိုရင်ဒီမှာတွားကြည့်မယ်ကျွန်တော် input မှာဒီကောင်လဲ test ပဲလောလောဆယ် test ပဲဖြစ်တာဖြစ်ကြဘူး task ကိုတခြားဟာတွေရောပြီးတဲ့ဟာဆိုရင်ဘာဖြစ်မလဲဆိုရင်ဒီကောင်ကြည့်ပြီးဒီကောင်တွားကြည့်လို့ရတယ်ပေါ့နော်ဒီကောင်တွားကြည့်တာဒီကောင်လောလောဆယ်ဒီကောင်လဲ test ပဲအဲ့ဒါဆိုနောက်ပိုင်းကိုက image တွေပါညာတွေလိုချင်တယ်ဆိုရင်တော့ဖြစ်အောင်ပေါ့နော်ဥပမာဆိုကျွန်တော်ဒီမှာ cloud ကိုအရင်ဆုံးတွားကြည့်အောင် cloud က cloud ထဲမှာဒီကောင်တွားကြည့်အောင် GLM ပေါ့နော်4.5ဒီကောင်လည်းတွားကြည့်အောင်တစ်ချက်လေးအရင်ဆုံးဒီမှာ4.7 flash ဆိုပြီးရှိတယ်ဒါလောဆယ်ဒီမှာ test တွေကြီးပဲဆိုတော့ဘာမှမနေလောဆယ်ကိုကလည်းဒီရက်ဟာအရင်ဆုံးတွက်ကြည့်ပေါ့နော် import တွေကပေးရတယ်support ပေးလဲဖြစ်နိုင်တော့ကိုရှိမှာဒီလိုမျိုး model အကြီးကြီးတွေလက်ခံနိုင်တဲ့ storage လုပ်နိုင်တဲ့device ရှိတယ်ခုနလိုမျိုး Mac mini တွေရှိရဆိုရင်တော့ဖြစ်နိုင်ဒီရဲ့ import တွေက text ကော image ကောပါတာကိုရွေးဖို့အဆင်ပြေရပေါ့နော်ရွေးခိုင်းစေချင်တယ်ဆိုတော့ဘာမှမနေကျွန်တော် example အနေနဲ့ကျွန်တော်
ပြောပြမယ်ပေါ့နော် example အနေနဲ့အကယ်လို့ကိုကဒီလိုမျိုး text ကော image ကောတွေ့တယ်ဒါမှမဟုတ်ဒီရဲ့ text ကိုပဲသုံးချင်တယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီရဲ့ရှိတဲ့ model ကိုဒီမှာ copy ယူလိုက်ပါတော့ဒီရဲ့ run နေရာမှာ full ကိုပဲတွားပြီးတော့ပြောင်းလိုက်အောင်ပဲဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာ run နေရာမှာ full ကိုပဲတွားပြီးတော့ပြောင်းလိုက်အောင်ပဲပြီးပြီဆိုရင်ကျွန်တော်တို့က enter ခောက်ပြီးတော့မှအဲ့ကောင်ကို install လိုက်အောင်ပဲဟုတ်ပြီနော်ဆိုတော့ခုနကကျွန်တော်ဒီမှာ KMK 2.5 ကို install လုပ်လို့ပဲဆိုတော့ကျွန်တော်ကတော့လောလောဆယ်ပါကို install ထားလဲဆိုရင်ဒီကောင်ကို install ထားရပါတော့ PHP 3.5 latest ဆိုပြီးတော့မှ install ထားတယ်ဟုတ်နော်ဘူးဒီကောင်ကိုပဲကျွန်တော်တို့က install ထားတယ် Olama ဟုတ်ပြီနော်ဒီမှာလောလောဆယ်ကျွန်တော်တို့အဲ့ဒါပြီး install ပြီးသားပြီဆိုရင်အရင်ဆုံးကို download ဆွဲထားတဲ့ model ကိုတွားပြီးတော့မှ check လုပ်ကြည့်ပါနော်ဆိုတော့ကျွန်တော်ခုနက download ဆွဲထားတာဒီ 3.5 latest ဆိုပြီးတော့ရှိတယ်ဟုတ်ပြီဆိုတော့ဒီအထိပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ model ကလည်း install ပြီးသွားပြီဒါပေမဲ့ open cloud ကိုအဲ့ဒီ model နဲ့ဘယ်လိုဖွင့်မလဲပေါ့နော်အဲ့ဒီမေးခွန်းကိုကျွန်တော်ဖြေဖို့ဆိုရင်ဘာလဲဆိုရင်ကျွန်တော်တို့အရင်ဆုံးတွားမှာဒီသူ့ရဲ့ DOS ကိုပဲတွားပါနော်သူ့ရဲ့ DOS ဒီထဲမှာကျွန်တော်တို့ကဒီ model ခိုင်နော်ဒီထဲမှာပြောက်သွားရည်လဲခဏလေးနော်ဒီမှာကျွန်တော်တို့ဒီမှာသူ့ရဲ့ open cloud ရဲ့ DOS ကိုပဲတွားဟုတ်ပြီနော် open cloud DOS ကိုတွားမယ်ပြီးပြီဆိုရင်ခဏလေးနော်ဒီမှာ open cloud ရဲ့ DOS ကိုပဲတွားမယ်ပေါ့နော်DOS ဒီမှာ DOS open cloud AI အဲ့ဒါကိုတွားမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာ guidance status ကိုတွားမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဘယ်အောင်တွားမလဲဆိုရင်အဲ့ဆိုဒီမှာ model တွားမယ်ဟုတ်ပြီနော် model တွားမယ်ပြီးပြီဆိုရင်ဒီရဲ့ Olama ကိုတွားမယ်ပေါ့နော်ဒီမှာ .open cloud AI Olama ကိုတွားမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီကောင်တွေကို run ဖို့ဒီဘာလုပ်ရမလဲဆိုရင်ဒီနားမှာ option တခုတော့ရှိတယ်သူတို့ကပေးထားတာခဏလေးနော်ကျွန်တော်ဒီနားမှာပြောပေးထားတယ်ဆိုတော့ထားပါတော့ကျွန်တော်ဒီမှာဒီကနေပဲရှာလိုက်တော့မယ်ဟုတ်နော်โอเคဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီညောင်းဘယ်လိုပြောမလဲဆိုရင်ကျွန်တော်ဒီမှာဒီရဲ့ Olama ထဲကိုပဲဝင်လိုက်ပါကျွန်တော်ဒီရဲ့ Olama ထဲမှာကျွန်တော် open cloud ဘယ်လို run ရမလဲဆိုတော့သူပြောထားပြီးเนาะဒီမှာ open cloud ပဲနားပြောက်သွားပြီလေဒီနားမှာဒီမှာ open cloud ဆိုပြီးရှိတယ်ဒီရဲ့ Olama ရဲ့ DOS မှာ open cloud နှိပ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးဖွင့်မလဲဆိုရင် Olama launch open cloud ဆိုပြီးတော့နှိပ်လိုက်အောင်မယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ် model နဲ့လုပ်မလဲဆိုရင်ဒီကောင်ကိုပဲတွားပြီးတော့မှ copy ယူလိုက်အောင်ပဲပေါ့နော်ဒီမှာ Olama launch open cloud config ဆိုပြီးရေးလိုက်အောင်ပဲဆိုတော့အဲ့နေရာမှာကျွန်တော်တို့ run မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ကောင်မျိုး run ခင်ပါလားကျွန်တော်ဒီကောင်တစ်ချက်လေးရှင်းပြချင်ဒီက Olama launch open cloud dash config ဆိုတာကျတော့ဘာလဲဆိုရင်ပေါ့နော်ကျွန်တော် open cloud ကို Olama နဲ့ launch လုပ်တာဟုတ်ပြီနော်တနည်းအားဖြင့် open cloud ကို Olama နဲ့ကျွန်တော်တုံးတာအတူတူပဲဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာ enter ခေါက်လိုက်မယ်ဟုတ်ပြီနော် enter ခေါက်လိုက်ပြီဆိုတာနဲ့ဘာပေါ်လာမလဲဆိုရင် select model for open cloud ပါနော်ကျွန်တော် open cloud တုံးဖို့အတွက် model ကိုရွေးပါတဲ့ဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်ကဒီမှာလောလောဆယ် KMK 2.5 ရှိတယ် fee 3.5 ဆိုပြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ install ထားတဲ့ model နဲ့တွားပြီးတော့ဖွင့်လို့ရတယ်ဆိုတော့ခုနကကျွန်တော် option 1ကခုန Olama ဒီရဲ့ KMK 2.5 နဲ့တုံးတဲ့ option 1တခုဟုတ်ပြီနော် option 2ကကျတော့ကိုယ့်ရှိမှရှိထားတဲ့ model နဲ့တုံးလို့ရတယ်ဒါပေမဲ့ကိုယ့်ရှိမှရှိထားတဲ့ model လို့ပြောတဲ့ခါမှာပေါ့နော် limitation ရှိတယ်ခုနလည်းဒီရဲ့ fee 3.5 ဆိုရင်ဘာလဲဆိုရင်ဝါပဲရှိတယ် 2.2 GB ပဲရှိတယ်ဆိုတော့အဲ့လိုမျိုး model အသေးစားတွေကတုံးလို့မရဘူး open cloud နဲ့ဟုတ်ပြီနော်ဘာဖြစ်လို့တုံးလို့မရလဲဆိုရင်
ကျွန်တော်တို့ဘာတွေကစကားပြောတယ် VRAM ဆိုတဲ့ကောင်တွေကစကားပြောတယ်ဆိုတော့အဲ့လိုမျိုးနေရာမှာကျွန်တော် Mac mini နဲ့တွားပြီးတော့ရှင်းလိုက်ကြည့်ရင် Mac mini က RAM ပိုကောင်းတယ်ဟုတ်ပြီနော်ဒီ AI ကို run လုပ်ရတဲ့ဟာ performance အားတာဖြစ်တဲ့ကြောင့်မို့အဲ့ဒီရဲ့ဟိုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော် fee 3.5 နဲ့ run နေဆိုရင်ဒါက run လို့မရနိုင်ဘူးဟုတ်ပြီနော်ဆိုတော့ခုနပြောပြပြီ brother Mac mini ရှိတယ်ဆိုရင် Mac mini မှာခုနလိုမျိုးဘယ်လိုပြောမလဲဒီကောင်တွေတွားပြီးတော့မှဒီမှာ GLM 4.5 flat ပေါ့နော် flash ရှိရယ်ပေးကောင်လဲဆိုရင်သူ့ရဲ့အပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ git တွေဘယ်လောက်ထိစနိုင်လဲပုံမူတည်ပြီးတော့မှ install လုပ်ပါအဲ့ဒါနဲ့တွားပြီးတော့ run လုပ်ရတယ်ဟုတ်ပြီနော်ဆိုတော့ run မယ်ဆိုရင်ကျွန်တော်တို့ကဘာလို့နဲ့အစုံ select ရွေးရမယ်ပေါ့နော်ဆိုတော့ခုနအတိုင်းပဲကျွန်တော်ခုနတိုင်းတော့မဟုတ်ဘူးเนาะကျွန်တော်တို့စစချင်းတော့ကျတော့ space ဆိုရင်ကျတော့ select လုပ်တာဆိုတော့ဒီနေရာမှာကျတော့ဗာလဲဆိုရင် tab ပေါ့နော်ကျွန်တော် tab key ကကျတော့ကျွန်တော် shift ရယ် cap lock ရဲ့အပေါ်မှာ tab key ဆိုတာရှိတယ်အဲ့ tab နဲ့ကျွန်တော်က select လုပ်တာလောလောဆယ်ကျွန်တော်တို့ကဒီအပေါ်ဆုံးကတစ်ခုကိုကျွန်တော်က select မလုပ်ဘူးဘယ်တစ်ခု select လုပ်မလဲဆိုရင်ဒီက sorry နော်မကလဲ okay ဒီမှာကျွန်တော်ကဒီမှာ enter ပါနော် sorry ဒီ enter ကကျတော့ select လုပ်တာဆိုတော့ဒီနေရာမှာ 3.5 ကိုကျွန်တော် enter ခောက်ပြီးတော့မှ select လုပ်လိုက်တယ် select လုပ်လိုက်တယ်ပြီးပြီဆိုရင် press tab ကိုနှိပ်လိုက်ပါတဲ့ဆိုတော့ press tab ကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင် continue ဆိုတဲ့နေရာမှာကျွန်တော် enter ခောက်လိုက်အောင်မယ်ကျွန်တော်ဒီမှာ fee 2.5 ကိုရေးထားတယ်ကျွန်တော်သုံးပြမယ်ပေါ့နော် open cloud ကို fee 3.5 နဲ့သုံးတာ model က 2.2 GB ပဲရှိတယ်ဒါပေမဲ့သုံးလို့မရအောင်ပေါ့နော်ဘာဖြစ်လို့လဲဆို open cloud ကဒီရဲ့ model ကြီးတဲ့ဟာကိုပို့ပြီးတော့မှသုံးတယ်တနည်းအားဖြင့်ကျွန်တော်တို့ model သေးတာဆိုရင်ကျွန်တော်တို့ဒီရဲ့ open cloud သူ့ရဲ့ဟို context ကအများကြီးပဲပေါ့နော် context ကခုနက context ကအများကြီးပဲဆိုတော့သုံးလို့မရနိုင်ဘူးဆိုတော့ဒီကောင်တွေရှင်းပြမယ်ဆိုကျွန်တော်ခုနကပြန်တွားရလိမ့်မယ်ဟုတ်ပြီနော်ဒီရဲ့ open cloud ရဲ့ Ollama ထဲမှာရှိတဲ့ model ပေါ့နော်ဘာကိုပြောချင်လဲဆိုရင် context များတယ်မများဘူးဆိုတာဘာကိုပြောချင်လဲဥပမာဆိုရင်ဒီရဲ့ model မှာတွားကြည့်လိုက်နော်ဒီ model မှာဆိုရင်ကျွန်တော်တို့ဒီရဲ့ context ကဘယ်လောက်နိုင်လဲဆိုရင် 198k နိုင်တယ်ကွာဟုတ်ပြီနော်ခုနလိုမျိုး p 3.5 ဆိုရင်ဘယ်လောက် context ဘယ်လောက်ရလဲ p 3.5 ဟုတ်ပြီနော်ဒီမှာ p 3.5 ဆိုရင် context ကဘယ်လောက်ရလဲဆို 4k ပဲရှိတယ်ဟုတ်ပြီနော် 4k လို့ပြောတဲ့ခါမှာ context က 4k လို့ပြောပြ open cloud ထဲမှာရှိတဲ့ context တွေအများကြီးပဲဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ဟိုဒီရဲ့ 3.5 ကကျွန်တော်ရဲ့ laptop တာမန် laptop ပေါ့နော်ကျွန်တော်ဒီရဲ့ desktop ဆိုရင် RAM 16GB ရှိရနော် RAM 16GB ရှိလဲမနိုင်ဘူးပြောချင်တာဟုတ်ပြီနော်ဆိုတော့ဘာဖြစ်လို့ CPU မနိုင်တာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒီမှာလောလောဆယ် 3.5 ကိုကျွန်တော် run ပြမယ်ဟုတ်ပြီနော်ဒီမှာ yes ဆိုပြီးတော့နှိပ်လိုက်မယ်အဲဆိုရင်ကျွန်တော်ဒီမှာ launching open cloud with 3.5 ဆိုပြီးတော့ဒီမှာသူ့အတူလာပေါ်လိမ့်မယ်အခုနပုံစံတိုင်းလာပေါ်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တုံးသွားတဲ့ model ကပြောင်းသွားလိမ့်မယ်ပေါ့နော် okay gateway is already running လောလောဆယ်ဒီမှာကျွန်တော်တို့ဒီမှာ open cloud ကကျတော့ run နေတယ် gateway လည်း run နေတယ်ဒီမှာကျွန်တော်တို့ဒီမှာ gateway ကိုတွားကြည့်လိုက်မယ်ကျွန်တော်ဒီမှာ refresh ပြန်လုပ်လိုက်မယ်ပေါ့နော်အဲကျွန်တော်တို့ကဒီမှာ refresh လုပ်လိုက်ပြီဒါပေမဲ့အဲ့မတိုင်ခင်ကျွန်တော်ဒီမှာဟိုဟာမှန်တွားကြည့်လိုက်မယ်ဒီမှာ open Ollama launch open cloud ဆိုတော့မှလည်းကျွန်တော်ဒီမှာနှိပ်လိုက်မယ် sorry ဒီကောင်ကိုတော့ပိတ်လိုက်မယ်ဘာလို့လဲဆိုတော့ဟိုမှာကျွန်တော်တို့ကလုံနေတာဖြစ်တဲ့ကြောင့်မို့ပေါ့နော်ဒီမှာလည်း open cloud has been configured with all of the gateways already running ပြနေရပါတော့ဒါပေမဲ့လောလောဆယ်ကျွန်တော်ဒီကောင်ကိုဘာလုပ်လိုက်မလဲ user polling but to control okay ဒီကောင်ကိုကျွန်တော်ဒီမှာ control C နဲ့လုပ်လိုက်မယ်ဟုတ်နော်ကြည့်လို့ကျွန်တော်တို့ကဒီမျိုး gateway ကမပေါ်ဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ကဒီမှာ open cloud gateway ဆိုပြီးတော့ဒီမှာကြိုက်လိုက်ကြည့်လို့မပေါ်ဘူးပေါ့နော်ခုနကကျွန်တော်ဒီမှာ Ollama launch open cloud တော့နှိပ်လိုက်တယ်ကျွန်တော်ဟိုဟာ gateway ကလည်းရွေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ open cloud gateway ဆိုတော့မှာ enter ခါလိုက်မယ်ဟုတ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘာလာပေါ်လာမလဲဆိုရင်ခုနကဟိုအပေါ်ဆုံးမှာလာပေါ်တဲ့ဟာမျိုးလာပေါ်လိမ့်မယ် okay ဒီမှာလာပေါ်လာပြီဟုတ်ပြီနော် open cloud လာပေါ်နေပြီခဏလေးစောင့်လိုက်မယ်ဆိုတော့ဒီနေရာမှာလည်းဆိုရင် gateway failed to start ပေါ့နော် gateway already running ပေါ့နော်ဒီမှာပါလဲဆိုရင် time out ဖြစ်သွားတယ်တဲ့ဆိုတော့နောက်တစ်ခု
ဘာလုပ်မလဲဆိုရင် gateway မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာ dashboard ဆိုပြီးတော့တွားလိုက်မယ်ဒီ shboard dashboard open cloud dashboard ဆိုပြီးတော့ဒီမှာ enter ခေါက်လိုက်ပြီဆိုရင်ကျွန်တော်ဘာလာပေါ်လာမလဲဆိုရင်ဒီကောင်လေးလာပေါ်မှာ okay ဆိုတော့ကျွန်တော်တို့ဒီမှာဘာလဲဆိုရင်တစ်ချက်ဒီတော့ဖတ်ကြည့်အောင် copy to clipboard open in browser key tab to control open cloud ပေါ့နော်ဆိုတော့ဒီကောင်ကလောလောဆယ်ကျွန်တော်ဒီမှာ refresh ပြန်လုပ်ကြည့်လိုက်မယ်ဒီကောင်က run or run နေပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာတွားရတော့ရေးလိုက်ခြင်းမယ် hello ဆိုပြီးတော့တွားရေးလိုက်ဒီမှာဘာပဲလာပေါ်လဲဆိုဘာမှလာမပေါ်ထိုင်းအောင်ဖြစ်သွားဟုတ်ပြီနော်ဆိုတော့လောလောဆယ်တုံးနေတာဒီဟိုဟာ 3.5 နဲ့ပေါ့နော်ဒီက PHI 3.5နဲ့တုံးနေတာဖြစ်တော့ကျွန်တော် context ဒီလည်းနည်းနည်းလေးပဲဟုတ်ပြီနော်နည်းနည်းလေးဖြစ်တာဖြစ်ကြောင့်မို့ကျွန်တော်ဒီကောင်လေးဒါလိုဘာမှ request ထိုင်းအောင်ဖြစ်သွားတယ် context ကမနိုင်ဘူးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောပြချင်တာကီလို Mac mini ရှိတဲ့သူဆိုရင်ဘာမှစိတ်ပူစရာမလိုကိုယ့်ရဲ့ Mac mini ထဲမှာဒီရဲ့ browser များများဟိုဒီဘယ်လိုပြောလဲ model များတဲ့ဟာကို install လုပ်ထားပါခုန run တဲ့ခါမှာကျွန်တော်ကဘယ်လို run လဲဆိုရင်ခုနကဒီမှာ open Ola မှာ launch open cloud config ဆိုပြီးတော့နှိပ်ပြီးတော့မှကိုယ့်ရှိမှာရှိထားတဲ့ဒီ model ပေါ့နော်ကိုယ့်ရဲ့ Mac mini မှာရှိထားတဲ့ model ကိုတွားပြီးတော့ select ပေးလိုက်ပါပေါ့နော်ဒါမဲ့ကျွန်တော်ကတော့ဒီခုနက 3.5 နဲ့စမ်းတာပေါ့နော်ဒီမှာဒီလို request ထားအောင်ပဲဖြစ်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်ကဒီနေရာမှာ 3.5 ကိုမယူတော့ဘူးကျွန်တော်ခုနကခင်မီ 2.5 ကိုပဲယူလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာတက်ခောက်လိုက်မယ်ပြီးပြီဆိုရင် enter ခောက်လိုက်မယ်ဟုတ်ပြီနော်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ yes ဆိုပြီးတော့ယူလိုက်မယ်ပြီးရင် launch open cloud now ဆိုပြီးတော့ကျွန်တော်ဒီမှာ yes ဆိုပြီးတော့နှိပ်လိုက်တော့မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့open cloud ကရသွားလိမ့်မယ်ပေါ့နော်ဆိုတော့တစ်ချက်လေးဆောင်းလိုက်မယ်ဒါသူပြီးခဲ့ပြီပေါ့နော်ဒီနေရာမှာ open cloud has been configured with Ola မှာ gateway is already running ဒါဆိုရင်ကျွန်တော်ဒီမှာ refresh လေးပြန်နှိပ်လိုက်မယ်ဟုတ်ပြီနော်ဆိုတော့အဲ့နေရာမှာရေးပြီးတွားပြီဆိုရင်ကျွန်တော်ရေးမလဲဆိုရင် hello how is it going ဆိုပြီးတော့ရေးလိုက်မယ်ပေါ့နော် enter ခေါက်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတဖြည်းဖြည်းနဲ့ပါလာပုံလဲဆိုရင်တော့ hey I just forgot this in this session ပေါ့နော် according to my note I have been Coco Isaac someone with an expressed icon who like bidding in a bidding ဘာညာပေါ့နော်ဒီကောင်ကလောဆယ် run နေတာဒီဘယ်မှာ run နေလဲဆိုရင် KMK 2.5 cloud မှာ run နေတယ်ဆိုတော့အခုနောက်ကဘာဖြစ်လို့မရလဲဆိုရင်ကျွန်တော်တို့ P3.5 context ကနည်းတယ်ပေါ့နော် 4K မှာပဲ run နေတာဖြစ်တဲ့ကြောင့်ပေါ့နော်နည်းနည်းပဲရတယ်ဆိုတော့အရေးကြီးဆုံးပေါ့နော်နောက်ဆုံးဒီဗီဒီယိုပြောပြီးတော့ကျွန်တော်ဒီရဲ့ဗီဒီယိုကိုပြီးလိုက်တော့မယ်ပေါ့နော်ဆိုတော့နောက်ဆုံးကကျွန်တော်ဗာလဲဆိုရင်အဲ့လိုဒီဟာလေးလဲ run ပြီးသွားပြီဆိုရင်ကျွန်တော်ကပြောင်းဖို့လိုတယ်ကိုက blue net စကားပြောနေတာလဲဘယ်ရဲ့ AI နဲ့ပြောနေရလဲ AI ကိုကိုယ့်ရဲ့အကြောင်းပြောပြမယ်ကိုကဘယ်လိုမျိုးလိုချင်တယ်လဲဆိုတော့တွားပြီးတော့ပြောင်းဖို့အတွက်ကိုကျွန်တော်ပြောပြဆိုတော့အဲ့ဒါပြောင်းဖို့အတွက်ကိုကျွန်တော်ဘယ်လိုတွားမလဲဆိုရင်ကျွန်တော်တို့ရဲ့ file explorer ထဲကိုတွားလိုက်ပြီးလို့ရှိရင် drive c ပေါ့နော်ကျွန်တော်ခုနကကျွန်တော် drive c ထဲမှာဒီရဲ့ function ကို install ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီမှာ user ထဲကိုတွားမယ်ပြီးရင် output ထဲကိုတွားမယ်ပြီးပြီဆိုရင်ဒီနားမှာလာပေါ်မှာဒီပါလဲဆိုရင်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကအရင်ဆုံး this pc ထဲကိုတွားပါပြီးတော့ကိုက drive d ထဲမှာဆိုရင် drive d ထဲမှာ install ထားရဆိုရင် drive d ထဲကိုတွားဒါပေမဲ့ကျွန်တော်ကဒီရဲ့drive c ထဲမှာသုံးတာဖြစ်တဲ့ကြောင့် drive c ထဲကိုတွားမယ်ပြီးပြီဆိုရင် user ထဲကိုတွားမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာတေချာတာလေးကိုယ့်ရဲ့ user name ဖြစ်ပေါ်လာလိမ့်မယ်အဲ့နေရာမှာတွားလိုက်တဲ့ဆိုရင်ကျွန်တော်တို့ဒီမှာပါလာပေါ်မလဲဆိုဒီမှာ open cloud ဆိုပြီးတော့လာပေါ်လိမ့်မယ်ဟုတ်နော်အဲ့ဒီ open cloud ကိုရွေးမယ်ရွေးပြီးပြီဆိုရင်ကျွန်တော်တို့ကဘာရွေးရမလဲဆိုရင်ဒီနေရာမှာ identity ဆိုပြီးတော့ဒီကောင်မဟုတ်တယ်တစ်ချက်ကြည့်ပြီးမယ်နော်ဘယ်နားမှာပြောင်းရမလဲဆိုရင်ဒီမှာ open cloud လည်းမဟုတ်ဘူး credential လားကျွန်တော်ပြောင်းရမယ့်ဟာရှိတယ်ဘယ်ကောင်လဲဆိုရင် Chrome လည်းမဟုတ်ပါခဏလေအဲ့ကောင်ကကြတော့ကျွန်တော်တို့ရဲ့ markdown file နဲ့ဟုတ်တယ်ပေါ့နော် markdown file နဲ့ဆိုတော့ခဏလေနော်ကျွန်တော်ထားတဲ့နေရာ mirror လို့ဒါမှမဟုတ်ကိုကတွားပြီးတော့ကြည့်ချင်တယ်ဆိုရင်ဒီမှာသူ့ရဲ့ source file ကိုတွားကြည့်လိုက်ဟုတ်ပြီနော် GitHub ထဲမှာရှိတယ် GitHub ထဲမှာတွားပြီးတော့မှဒီမှာ open cloud ပေါ့နော် open cloud တွေကိုတွားမယ် open cloud တွေကိုတွားပြီးတော့မှကျွန်တော်တို့ကဘယ်ထဲမှာလဲရှိလဲဆိုရင် source file ကကျွန်တော်ဘယ်နာမှာလဲဆိုရင်
ရတယ်နော်အဲ့ဒီမှာသူ့ရဲ့ဟို documentation တော့ဖတ်လို့ရမှာနော် model သူ့ရဲ့ဟိုတွားပြီးတော့ဖတ်ရမယ်ဆိုရင် okay ဆိုတော့let's ထားလိုက်အောင်သူ့ရဲ့ဟာဘယ်မှာလဲဆိုရင် gateway and သူ့ရဲ့ source file เนี่ยဘယ်နားမှာပျောက်သွားပြီလဲဆိုရင်ဒီ file manager ထဲမှာပဲတော့ဟုတ်တယ်ဒီထဲမှာတော့ဟုတ်တယ်ကျွန်တော်ပြောင်းမယ်ဟာပါနော် okay တွေ့ပြီဒီမှာ workspace ထဲမှာကျွန်တော်ခုနကဒီကောင်အကောင်လုံးမရှာလိုက်တော့ဆိုတော့ဒီရဲ့ကိုယ့်ရဲ့ C drive ပေါ့နော်ကို install ထားတဲ့ open cloud ထဲမှာတွားကြည့်လိုက်မယ် user ဆိုပြီးပြီဆိုရင်ကျွန်တော်တို့က open cloud ထဲကိုဝင်မယ်ဘယ်မှာတွားမလဲဆိုရင်ဒီရဲ့ workspace ထဲကိုတွားလိုက်မယ်ဟုတ်ပြီနော်အဲ့ထဲမှာကျွန်တော်တို့ဒီကောင်တွေရှိရင်ဟုတ်ပြီနော်ဒီကောင်တွေကိုကျွန်တော်တို့ကတချို့ဟာတွေပြောင်းပေးဖို့လိုတယ်။ဘာလဲဆိုရင်ကိုကဘာတူလဲ၊သူကဘာတူလဲ၊ကိုကိုဘယ်လိုခေါ်ခိုင်းစေချင်လဲ၊ကိုကဘယ်လိုမျိုးဟာတွေဟို develop လုပ်ချင်လဲဆိုတာကိုတွားပြီးတော့မှဖွင့်ခိုင်းရမယ်။ဆိုတော့အဲ့ဒါတွေဖွင့်ဖို့တက်ကိုဖြစ်နိုင်လို့ရှိရင်ပေါ့နော်ကိုရှိမှာ VS Code ကိုဖွင့်ထားဖို့ဟိုတွင်းထားဖို့လို့ဟို recommend ပေးချင်တယ်ပေါ့နော် VS Code ကဘာလဲဆိုရင် Visual Studio Code ပေါ့နော်ဒီရဲ့ဒီပေါ်စောကောင်ဒီကောင် Microsoft อ่ะမဟုတ်ဘူးနော်ဒီကောင်အတူတူပါပဲဒီနှစ်ခုက Microsoft ပါပဲဒီ VS Studio Code ကိုဒီကောင်ကိုတွင်းခိုင်းထားစေချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွင်းဖြီးထားပြီဆိုရင်ကျွန်တော်တို့ခုနကဒီရဲ့ file ကိုတွားပြီးတော့မှဖွင့်လိုက်အောင်ပဲပေါ့နော်ကျွန်တော်ဒီမှာ open ဆိုပြီးတော့မှဒီမှာ enter ခောက်လိုက်မယ်ဆိုတော့အဲ့နေရာမှာကျွန်တော်ဒီမှာတစ်ခါလေးပြောပြချင်တယ်ဟုတ်နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီမှာ bootstrap ဆိုတာရှိတယ်ဒီ bootstrap ထဲမှာလည်းကျွန်တော်ကဒီမှာဆိုရင် you just focus tend to figure out who you are ဘာညာကြီးပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီမှာရေးထားတဲ့အတိုင်းသူကကျွန်တော်တို့ response ပေးမှာဖြစ်တဲ့ကြောင့်မို့သူကဒီရဲ့ဟာတွေကအရေးကြီးရပေါ့နော်ဆိုတော့ဒီမှာ tools ထဲမှာဆိုရင်ကျွန်တော်တို့သုံးတဲ့ဟာတွေပါတယ်ဒီကောင်တွေကိုတွားပြီးတော့မှပြင်လို့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့တချို့ဟာတွေဒီမှာဒီရဲ့ dash ဆိုတဲ့ဟာတွေပေါ့နော်ဒီရဲ့ dash နဲ့ရေးထားတဲ့ကောင်တွေမပြင်တော့ပိုကောင်းတယ်ဒီမှာဟောင်းလို့ဒီ dash တုံးထားတဲ့ကောင်တွေပေါ့နော်ဘာလို့ဆိုတော့ဒီကောင်ကသူတို့ဒီ open flow ကလောက်ထားတဲ့ကောင်တွေဖြစ်တဲ့ကြောင့်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ name ပေါ့ဒါဆိုရင်တို့ကိုနာမည်ပေးတာဘာညာတွေပေါ့နော် identity ရှိမယ် user ကကြတော့ဘယ်လိုလဲဆိုရင်ကျွန်တော်တို့ open cloud ကိုတုံးနေတဲ့သူကျွန်တော်ပေါ့နော်ဒါဆိုရင်ကျွန်တော်သူ့တို့ကို access ဆိုပြီးတော့ခေါ်ခိုင်းတယ်ဘာပြင်ဘာညာကျွန်တော်ကြိုက်တဲ့အားတွေဒီမှာကျွန်တော်ကြိုက်တဲ့အား context တွေကျွန်တော်ဒီမှာရေးထားတယ်ပေါ့နော်ပြင် source ဆိုတဲ့ဟာ source ကကြတော့ဘာညာတွေပေါ့နော်သူတို့ပြန်ပြီးတော့ဒီမှာတချို့ဟာတွေပြင်လို့ရတယ်ဟုတ်နော် happy ကကြတော့ဒါတော့ဆက် empty ထားလိုက်ရတယ်နောက်ပိုင်းဟို API call တွေဘာညာတွေအဲ့ဒါတွေတုံးချင်တယ်ဆိုရင်ကျွန်တော်ဒီကောင်တွေပြင်လို့ရတယ်ဆိုတော့အဓိကဒီကောင်တွေ6ခုပေါ့နော်နှစ်၄6 9ခုပေါ့ဆိုတော့ဒီကောင်တွေကိုတွားပြီးတော့ပြင်ဖို့တော့လိုတယ်ကိုလိုသလိုတွားပြီးတော့ပြင်လို့ရတယ် name တွေကိုလှုပ်ချင်တဲ့နေရာတွေဘာညာတွေစကားပြောတဲ့ပုံစံကစဟိုမှာဆိုဟိုကိုရဲ့ဘယ်လိုပြောမလဲ assistant တယောက်လိုနဲ့နေခိုင်းတာဖြစ်ဖြစ်ကိုရဲ့ဟိုတကယ်ချင်းလို့ဖြစ်ဖြစ်ဘာညာတွေပေါ့နော်အဲ့ဒါကြီးကျွန်တော်တို့တွားပြီးတော့မှတွားပြောင်းဖို့တော့လိုတယ်ဆိုတော့ဘယ်မှာလဲဆိုရင်ကျွန်တော် open cloud ဖွင့်လိုက်မယ် workspace ထဲအားရှိတဲ့ဒီရဲ့ markdown file တနည်းအားဖြင့်ကျွန်တော်တို့ VS Code နဲ့ဖွင့်ပြီးတော့ဒီကောင်လေးကိုတွားပြီးတော့မှပြောင်းလို့ရတယ်ဆိုတွားပြီးတော့ပြောင်းလို့ရတယ်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုဟာအရင်ရှည်သွားတာဖြစ်တဲ့ကြောင့်မို့ဘာပဲနေဒီရဲ့ open cloud ကိုတုံးလို့အဆင်ပြေလားမပြေဘူးလားဆိုတော့ကျွန်တော် comment မှာဖြစ်ပြီးယူထားပြီးပါမပြေဘူးဆိုရင်လည်းဘယ်လိုမျိုးမပြေရလဲကျွန်တော်ပြန်ပြီးတော့ဗီဒီယိုလုပ်ပြီးတော့မယ်ပေါ့နော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မေးချင်တဲ့မေးခွန်းတွေရှိလို့ရှိရင် comment မှာရေးထားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြရအောင်